所以这个会下线。如果原来的不过来嘛，现在就看的，就老美的他都现在就看的就那的看有嘛，推然中路比了，所以这里去过来的。အဲဒီထိတ်လန့်တုန်လှုပ်ပြီးတော့ဆွေးစိတ်တွေဖြစ်ပေါ်လာလို့ရှိရင်ဘယ်လိုထွက်ပေါက်ရှာမြတ်စွာဘုရားရဲ့တရားတော်တွေကိုနာကြရတယ်ဆိုတာဘဝမှာကြုံရမယ့်ပြဿနာတွေအဖြေရှာဖို့တရားနာကြသက်ရှိတ attva တိုင်းသက်ရှိတ attva တိုင်းမလွဲမကင်းတာပြဿနာဆိုတာကြုံလာကြည့်ပဲလူဘဝမှာဆိုလို့ရှိရင်ပြဿနာခဏခဏကြုံနေလူတွေရဲ့တတန်းရှိပြီးတော့ပြဿနာနေတဲ့နတ်ပြည်တို့အမှန်တမ်းတတန်းရှိတဲ့ဓမ္မပြည်တို့ရောက်နေကြတဲ့တ attva တွေဟာလည်းပဲနောက်ဆုံးမှာတော့ဆိုရင်စိတ်ဆိုတာသူတို့မှလည်းပေါ်လာတတ်တယ်အဲ့လိုဆိုရင်စိတ်ပေါ်လာတဲ့အခါဘာနဲ့ဖြေရောက်အောင်လဲရှင်ကြီးကိုသိဖို့အမှန်တမ်းအရေးကြီးတယ်လောကဟာအမြဲတမ်းအဆင်ပြေနေတာမဟုတ်ဘူးဘဝတစ်ခုရလာတဲ့ပုဂ္ဂိုလ်တိုင်းဟာအရှင်မကြီးတဲ့အခါနဲ့ကျုံလာလို့ရှိရင်ဘယ်လိုရင်ဆိုင်မလဲဆိုတာသက်သဗျာဟောကြားခဲ့တဲ့တရားတော်တွေထဲမှာကျွတ်တင်ပြင်ဆင်ရမယ့်ဤစနစ်တွေတော့ရင်ဆိုင်တွေ့ကြုံလာတဲ့အခါဖြည့်ရှင်းနိုင်တဲ့ဤစနစ်တွေဒါတွေကိုပေးကြဒီလိုအမှုကြီးတွေတန်းကြီးတွေလုပ်တယ်အာရွယ်ချက်နဲ့လုပ်တယ်လေလို့မေးလို့ရှိရင်ဣရမေပုံညာနိဗ္ဗာန်တပစ္စယောဟောတုနိဗ္ဗာန်ရခြင်းလို့လုပ်တာပဲဘုရားကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်တိုင်းသွားပြီးဘုရားဘာသာတွေအာရွယ်ချက်နဲ့လုပ်တာတော့ဆိုရင်နိဗ္ဗာန်ရခြင်းဒါဖြင့်နိဗ္ဗာန်ကိုဘာလို့ရချင်တာလဲလို့မေးလို့ရှိရင်ခုပြောတဲ့ဆိုရင်စိတ်တွေလွတ်မြောက်ခြင်းနိဗ္ဗာန်ရောက်သွားပြီဆိုရင်ဆိုရင်စိတ်တွေဖြစ်စရာအကြောင်းရှိတော့ဘူး။ဒါကြောင့်မို့ဘဝနဲ့ပတ်သက်ပြီးတော့အလေးနဲ့ထားပြီးတော့စဉ်းစားတဲ့ဘဝရလာတဲ့အခါမှာဘယ်သူမှအမှတ်တမဲ့မနေနိုင်ဘူးဘဝကိုဖြတ်သန်းလာတဲ့အခါမှာရင်ဆိုင်ကြုံတွေ့ရတဲ့အခါမှာခြေမကိုင်ပြီးလက်မကိုင်ပြီးလူတွေဟာဒုက္ခပိုပြီးတော့ရောက်တတ်ကြတယ်အဲ့ဒါကြောင့်မို့လို့စိတ်နှလုံးအေးချမ်းစွာနေနိုင်တဲ့ဒီစနစ်ဘဝမှာနေထိုင်နေတဲ့အချိန်မှာလည်းစိတ်နှလုံးအေးချမ်းစွာနေထိုင်နိုင်တဲ့ဆင်းရဲဒုက္ခတွေနဲ့ကြုံတဲ့အခါတော့မလို့ကြုံတော့မလို့အခြေအနေမျိုးဖြစ်လာတဲ့အခါမှာလည်းစိတ်နှလုံးအေးချမ်းစွာနေထိုင်နိုင်တယ်ဆိုတဲ့အနေထားတစ်ခုကိုရရှိအောင်ဆွမ်းဆောင်နိုင်တာဘုရားမြတ်စွာရဲ့တရားတော်မှာတစ်ပါးချမ်းရှိအဲ့ဒီတရားတော်မှာလည်းလိုက်နာကျင့်သုံးမှဒီတရားတော်မှာမိမိရဲ့တဏ္ဍာမှာရောက်မယ်ဒါကြောင့်မို့ဒီစနစ်တွေကိုသိဖို့ရတဲ့တရားပွဲတွေကျင့်ပပြီးတော့တရားနာကြရတာဖြစ်တယ်အဲ့လိုတရားနာပြီးတော့တရားမှာလာတဲ့အတိုင်းကိုယ့်ကိုလေ့ကျင့်လို့ဆင်းရဲတွေကလွတ်မြောက်ဆိုရင်စိတ်တွေကိုဖြစ်သိနိုင်ပြီးတော့လောကကြီးမှာအေးချမ်းတဲ့အနေအထားမျိုးတစ်ခုကိုရရှိတယ်။နိုင်ငံတကာမှာတိုးတက်တဲ့ဆိုတဲ့နိုင်ငံသားတွေစိတ်ကြည်စည်းမှုလို့ခေါ်တယ် stress ဆိုတာစိတ်ကြည်စည်းမှုဓာတ်တွေကိုခံကြရတယ်။အဲဒီစိတ်ကြည်စည်းမှုဆိုတဲ့ဓာတ်တွေဟာဆိုရင်စိတ်တွေပဲ။အဲဒီဆိုရင်စိတ်တွေကိုခံရတဲ့အခါမှာလူတွေဟာထွက်ပေါက်ရှာမရတဲ့အတွက်ကြောင့်ဘုရားတရားတော်နဲ့အနှောင်းဝေးနေတဲ့လူတွေဟာဘာလို့ကြလဲလို့ဆိုရင်ထွက်ပေါက်ရှာတဲ့အနေနဲ့နောက်ဆုံးရွေးချယ်တဲ့လမ်းကတော့ကိုယ့်ကိုယ်စူးစိုက်လုပ်ကြတာအဲ့လိုမျိုးတွေကသတင်းစာတွေနဲ့မဂ္ဂဇင်းတွေနဲ့တွေ့ကြမှာပေါ့စီးပွားရှာတဲ့နေရာမှာလည်းစီးပွားရေးပဲလူမှုရေးနဲ့ပတ်သက်လာလို့ရှိရင်လည်းလူမှုရေးပေါ့နိုင်ငံရေးနဲ့ပတ်သက်လာလို့ရှိရင်လည်းနိုင်ငံရေးပေါ့လူတွေမှာစိတ်ကြည်စည်းမှုဓာတ်နေဆိုတာခံကြရတယ်ဟော
အဲ့ဒီစိတ်စီမှုတန်ခံရပြီဆိုတဲ့အခါရှင်မကိုင်းပြီးလက်မကိုင်းပြီးဒီလိုဖြစ်တတ်တယ်တဲ့အဲ့လိုမဖြစ်ရလေအောင်တို့တွေဘာလုပ်တဲ့လဲဒါဟာမြတ်စွာဘုရားဟောကြားထားတဲ့ဤစနစ်တွေကဤစနစ်တစ်ခုတို့တွေဖြစ်လို့ဆောင်ကြဖြစ်တယ်ဒီလိုဆိုရင်စိတ်ဖြစ်ပြီးမှုတွေဟာလူသားတွေခံရတာလားလို့ဆိုမဟုတ်ဘူးသက်ရှိတတ်တော်ရတယ်တနေ့မဟုတ်တနေ့ကြုံတွေ့လာအဲ့ဒီကြုံတွေ့လာတဲ့ခံရတဲ့အခါဒီနေ့ကလည်းအမှတ်တမဲ့မနေရင်တော့အသိမှာမဟုတ်ဘူးအမှတ်တမဲ့မနေဘူးဆိုလို့ရှိရင်ကိုယ်အလက်မကြုံလာတာရှိတဲ့စိတ်ဖြစ်စီမှုခံရတဲ့ပုဂ္ဂိုလ်တွေအကြောင်းတွေအများအားကြားနေကြမှာပဲအေးမြတ်စွာဘုရားလက်ထက်တုန်းကအမြဲတမ်းချမ်းသာလာပါတယ်လူချမ်းသာနဲ့နှိုင်းယှဉ်ကြည့်လိုက်တယ်ဆိုလို့ရှိရင်မြတ်စွာဘုရားကဘယ်လောက်ထိအောင်နှိုင်းယှဉ်ပြထားတယ်ဆိုလူချမ်းသာနဲ့လက်ချမ်းသာလောက်ကွာလဲလို့ဆိုလူချမ်းသာဟာပင်လယ်ထဲကရေတစ်စက်လောက်ပဲရှိတယ်။လက်ချမ်းသာကပင်လယ်ကြီးလောက်ရှိတယ်။ဒါအလွန်ကွာခြားတာပေါ့။အဲ့တော့အလွန်ကွာခြားတဲ့လက်ချမ်းသာကိုခံစားနေရတဲ့နတ်တွေမှာလည်းပဲဒီဆွေးရည်စိတ်ဆိုမရှိဘူးလားလို့ရှိတယ်။သူတို့မှာဆွေးရည်စိတ်ကတခါတည်းလူတွေတဲ့တောင်ပိုခေါင်းပိုလဲလူတွေကမှဆင်းရဲတာဆင်းရဲတဲ့လက်ချမ်းသာတဲ့လက်ဆိုတော့လူတွေမှာကဘာဖြစ်လဲလဲဆိုအလေးအကျင့်တစ်မျိုးရတတ်တယ်မှာအဲ့လိုအလေးအကျင့်မရဘူးဒါကြောင့်မို့လူနဲ့နတ်တွေကချမ်းသာဒုက္ခအလွန်များတဲ့အတွက်ကြောင့်တတိမေ့လွယ်တယ်တဲ့လူတွေကြတော့ဒုက္ခတလည်းချမ်းဒုက္ခတလည်းဆင်းရဲတလည်းချမ်းသာတလည်းကြုံကြရတဲ့အတွက်ကြောင့်လူတွေကအတွေ့အကြုံအမျိုးမျိုးရတတိပို့ပြီးတော့ခိုင်မာလာတယ်လို့ဒီလိုဆိုတဲ့စာတော်ရှိတယ်။မြတ်စွာဘုရားလက်ထက်တုန်းကတာဝရိကနတ်ပြည်မှာသူ့ကြပါလို့ခေါ်တဲ့နတ်သားတယောက်နတ်ဘဝမှာသူကအမတမအစဉ်ကြီးတဲ့ဘုံမိတ်ပါရေးနဲ့သူ့မှာခြံရံပြေးတတ်တဲ့1000လောက်ရှိတယ်။နတ်ပြည်ခြံရံ1000နဲ့နတ်ပြည်ဆိုတာလူပြည်မှာလို့လုံးเสียကိစ္စတွေသိရှိတာမဟုတ်ဘူး။မရှိချမ်းသာဒုက္ခခံစားပြီးတော့နေကြတယ်။ဘာဖြစ်လို့နတ်ပြည်မှာလုံးเสียမရှိတာလဲဆိုရင်နတ်ပြည်ဟာကမ္မလူပစီရဲ့ကံရဲ့အကျိုးကိုသာပြီးပြီးတော့တမွေးကြကံကုန်ရင်ဘာမှလုပ်လို့မရဘူးကံရှိနေတဲ့ပြီးတော့တတ်ပြီးမှချမ်းသာနေမှာကံကုန်ပြီဆိုလို့ရှိရင်နတ်ပြည်ကကျိုးစားအထုတ်ပြီးရှောင်တိန်လို့ရနိုင်တဲ့အနေအထားမျိုးမရှိဘူးလူပြည်မှာကကံရဲ့အကျိုးတစ်ခုတည်းနဲ့မဟုတ်ဘူးဉာဏ်ဝိရိယတွေရဲ့ပံ့ပိုးမှုတွေနဲ့တွားလို့ရတယ်။ဒေါလအကျိုးဆိုတာခံစားရတယ်အသိဉာဏ်ရဲ့အကျိုးဆိုတာခံစားရကံကိုလည်းပဲအထောက်အကူပြုပြီးတော့လူကြီးမှာကံတွေကိုထပ်ဖို့ပြီးပြီးတော့ဒေါလဝိရိယဆွမ်းအားဉာဏ်ဆွမ်းအားနဲ့လူကြီးမှာလုပ်လို့ရတဲ့အနေအထားရှိတယ်။ဒီနတ်ပြည်မှာအဲ့ဒီလိုအနေအထားရှိနတ်တွေကကမ္မပရိပတ်ဆိုပြီးကံရဲ့အကျိုးကိုမြည်ပြီးတော့တည်ခဲ့ရတယ်လူတွေကြတော့ဥဋ္ဌာဏပရိပတ်ဆိုပြီးလောကဝိရိယရှိမှလူဆိုတာစားရတယ်ကံမြော်ပြီးထိုင်းနေလို့ဘာမှရတာမဟုတ်ဘူးဒါကြောင့်မို့လို့လူ့ဘဝမှာကြိုးစားတာကြိုးစားလို့ဆွမ်းအားတော့မလို့ဒီပြီးတော့လူ့ဘဝမှာချမ်းသာမှုဆင်းရဲမှုဆိုတာလားအဲ့ဒီလိုဘဝအခြေအနေချင်းမတူကြဘူးကံကုန်မြင်ပြီးတော့အသက်မွေးရတဲ့နတ်ပြည်မှာအဲ့ဒီသူ့ပြန်မှာဆိုတဲ့နတ်သားကံအကျိုးပေးပြီးတော့အမတမခပ်ပတ်တဲ့ဘဝိမာန်ကြီးမှာသူစံစားတယ်သူ့မှာတတိချမ်း1000နဲ့ချမ်းသာဒုက္ခအမျိုးမျိုးကိုစိတ်ရှိတယ်လို့ခံစားပြီးတော့နေတယ်တနေ့ကျတော့အမတန်သာယာလှပတဲ့နန္ဒဝဥယျာဉ်နန္ဒဝဥယျာဉ်ကလောက်လာတယ်ဆိုတာလူကြီးလူလောက
ဥယျာဉ်တွေနဲ့နှိုင်းယှဉ်ကြလို့ရမှထင်ဘလောက်လှပလဲဆိုတာကိုပြောရမယ်ဆိုလို့ရှိရင်သေအပ်မှုဖြစ်လို့စိတ်ညစ်နေတဲ့နတ်သားနတ်သမီးကိုအဲ့ဒီဥယျာဉ်နဲ့ပို့လိုက်လို့ရှိရင်သေရမှာကိုမေးပြောက်ပြီးတော့စိတ်ကပျော်သွားတယ်အဲ့လောက်ထိအောင်ဆက်ဆောင်မှုကောင်းတယ်လို့ဘယ်လောက်ကောင်းလဲဆိုတာဒါဆက်သားလာကြည့်ပါနော်လောကမှာဆွေးစိတ်ဖြစ်ဆိုတာလူတွေဟာနောက်ဆုံးသိရမယ်ဆိုတဲ့အနေအထားဆွေးစိတ်ဖြစ်စရာအကောင်းဆုံးပဲပေါ့ဒီလိုပါလဲအဲ့ဒီလိုဖြစ်ကြနန္ဒဝိနည်းကအမှန်တမ်းပတ်ဖြစ်တယ်လို့တရားမှုပုဗ္ဗနမိတ်တွေထင်လာအဲ့လိုပုဗ္ဗနမိတ်တွေထင်လာတယ်စင်သားတဲ့ပန်းတွေညှိုးလာတယ်ဝတ်ထားတဲ့အဝတ်တွေတွန်းလာတယ်ခန္ဓာကိုယ်ပေါ်မှာရုပ်ရည်အစင်းတွေယူရင်းလာတယ်ဇာတ်တာကချိုးယူလာတယ်ဆိုတဲ့သုရိကတိအခြေအနေမှာဖြစ်ပေါ်လာတဲ့အနေအထားတွေအဲ့ဒါတွေပေါ်လာတဲ့အချိန်မှာနတ်တွေဟာတောကရောက်ဆုံးချိန်နဲ့အဲ့ဒီချိန်ဆိုရင်စိတ်ကြီးပြည့်စုံတော့ချိန်ဘာဖြစ်လို့ဆိုရကြတာလဲဆိုတော့ပြောစရာကောင်းတဲ့ဘဝကြီးကိုတို့တွေဆုံးခါသွားအောင်ပါပဲလူတွေကြတော့အဲ့ဒီဘဝပေါ်နတ်တွေတွေ့တာတော့ဖြစ်ဘူးတချို့ဆိုလို့ရှိရင်ဟုတ်လားလူဘဝမှာမနေရင်လို့ဆူဆိုင်လုပ်တဲ့လူတွေတောင်ရှိသေးတာစိတ်ဖောက်ပြန်သွားရင်တော့လူတွေမှာနတ်တွေကြတော့အဲ့လိုမဟုတ်ဘူးအလုံးပြောစရာကောင်းတဲ့ဘဝကြီးတစ်ခုကိုဆုံးမပြီးသွားရတာသူတို့ကတော့ဆိုရင်အဲ့ဒီအချိန်မှာနန္ဒဝဥယျာဉ်နဲ့ဆွဲပို့လိုက်လို့ရှိရင်ဒီနတ်သားနတ်သမီးတရားမှတော့မေ့သွားနိုင်တော့ဆက်ဆောင်မှုအကောင်းတဲ့ဥယျာဉ်လို့အခုခုချိန်မှာနတ်သားဟာလည်းပဂတိအနေထားနဲ့စိတ်ရပျော်ရွှင်မှုတွေကိုလိုလားလို့နန္ဒဝဥယျာဉ်နဲ့ရောက်တရားမင်းကြီးထိုင်လေးရှိတဲ့ပင်လကတဲ့ပင်အောက်အဲ့ဒီပင်လကတဲ့ပင်အောက်မှာတရားမင်းကြီးကတော့ပဏိတော်လာကြောက်ရှာဆိုတာထိုင်နေဒီမှာလည်းအဲ့ဒီမှာထိုင်နေတာသူ့မှာလည်းရှိလာပင်လကတဲ့ပင်အောက်မှာထိုင်နေရဲ့နတ်သမီး900ကသူ့ကိုခြံရံပြီးတော့ဘုနတ်သမီး900ကတစ်တင်ပေါ်တက်တယ်ပွင့်နေတဲ့ပန်းတွေကိုခူးရတယ်အဲ့ဒီအချိန်မှာစဉ်းစားကြည့်ပေါ့နတ်ကဘလို့ပြည့်ပြည့်တက်တယ်သူတို့မှာကံအကျိုးကအမြဲတမ်းကြီးမားတဲ့ကာမစိတ်တွေလို့ခေါ်သူတို့လိုချင်လို့လက်လှမ်းလိုက်လို့ရှိရင်ဒီပင်ကပန်းပွင့်တွေကသူတို့လက်ထဲမှာအလုံးလုံးပြည့်ကြတာတော့လှမ်းပြီးတော့ခုကျင်တဲ့စိတ်ကလေးပေါ်လိုက်တာနဲ့တိတ်ကိုင်းကရွတ်ကိုင်းပြီးတော့ပြေးရတယ်ဒါသူတို့ရဲ့ကံဆောင်အဲ့လောက်ကြီးအောင်ကံလာလည်းကောင်းတယ်ဒီလိုကံဆောင်ပြီးတော့အောက်ကနေပြီးတော့ပန်းပွင့်တွေအလွယ်ကူရနိုင်တယ်ဘာလို့လဲတစ်တင်ပေါ်တက်ပြီးပန်းကူလည်းလူဘဝလူတွေဟာတစ်တင်ပေါ်တက်ရတာတမျိုးပြောစရာဖြစ်တယ်သူတို့ကလည်းအလွယ်ကူရတာဘယ်လိုကြောင့်တစ်တင်ပေါ်တက်ပြီးတော့ခူရတာပျော်လို့တက်ခူတာလေတယ်လို့ဆိုတာအပျော်လို့တက်ခူပြီးတော့အပေါ်ကနေပန်းပွင့်တွေချပေးအောက်ကနတ်သမီး900ကအပေါ်ကနေဖြူပြီးတော့ချတဲ့ပန်းပွင့်တွေကိုပန်းလို့ဖြစ်အောင်ပေါ့အဲ့လိုစိတ်ထဲမှာပြောသလိုနေကြတဲ့အချိန်လေးမှာကောင်းကောင်းကြောင်းလာလက်တွေဆိုတာသူတို့မှလည်းဥပ္ပစေတကကံဆိုတာရှိတယ်လူကြီးကလူတွေမှသာဥပ္ပစေတကကံဆိုတာရှိတာမဟုတ်ဘူးနတ်တွေရဲ့ကုသိုလ်ကံကိုဖြတ်ပြီးတော့ဝင်လာတဲ့အကုသိုလ်ကံတစ်ခုကြောင့်တတံမရှိဘူးဒီပေမှာတက်ပြီးတော့ပန်းခုနေတဲ့နတ်သမီး900ဟာစွတ်တည်ကြပြီးတော့ဘယ်ရောက်သွားလို့ဆိုအဝိဇ္ဇငရဲရောက်သွားတယ်ဟောငရဲကြစီနိုင်တဲ့
အကုသိုလ်ကံကဖြတ်ဝင်ပြီးတော့နတ်ပြည်ပို့ထားတဲ့ကုသိုလ်ကံရဲ့အရှိအောင်လေးကိုဖြတ်တောက်လိုက်ပြီးတော့ဝိသိကိရဲ့အောင်ပို့ပြလိုက်တယ်ကံကြမ္မာဆိုတာအလွန်ထူးဆန်းတယ်အကြောင်းရင်းလို့ဖြစ်တာလေးဆိုရင်ကုသိုလ်ပဲဖြစ်ဖြစ်အကုသိုလ်ပဲဖြစ်ဖြစ်မိမိတို့ရဲ့စိတ်အစဉ်မှာဘဝတန်မြာကနေပြီးတော့ဒီကံကြမ္မာတွေဟာလူရဲ့စိတ်အစဉ်ထဲမှာကိန်းပြီးတော့လာဒီတချို့ကပြောကြလိုက်တယ်ကံဆိုတာစေရနာဆိုတာတဏှာလေးအတွင်းအနိစ္စသဘောတရားဖြစ်ပြီးပြတ်သွားတာပဲ။ဘာဖြစ်လို့ဒီဘဝကဒီဘဝကိုလိုက်လာနိုင်တယ်လဲဆိုဟုတ်တယ်အကောင်းကြီးပေါ်ပြီးစေရနာဆိုတာဖြစ်လာပြီးပြတ်သွားတယ်မှန်တယ်။သို့တော့ဖြစ်သွားမယ်ဆိုတဲ့နေရာမှာကမ္မတတ္တိလို့ခေါ်တဲ့စွမ်းရည်တတ္တိအကျိုးထုံးလို့နိုင်တဲ့စွမ်းအားတွေကပြတ်သွားဘူး။အဲဒီတတ္တိဆိုတာကံရဲ့တတ္တိလူရဲ့စိတ်အစဉ်နဲ့ရှိဘယ်လိုရှိရတော့ဘယ်လိုနားလည်ရတော့လို့စဉ်းစားကြည့်လေလူပါရောက်လာတဲ့အခါဘယ်ကတော့ချင်းကလေးကကြောင်းနေကြဘုရားရပညာနဲ့ဘုရားရပညာပြီးတော့အလေရန်ပြီးချက်တာပြီးတကယ်တည်းပညာအဲ့တော့ဘုရားရတင်လာတဲ့ပညာရမေ့သွားပြီလေစွန့်တတ်တဲ့တွေကUniversity တက္ကသိုလ်တက်နိုင်တဲ့အနေအထားတွေပို့ပြီးလာအကြိမ်ကြိမ်ဘုရားကလည်းချက်တမ်းမသိကြဘူးဆိုတော့အဲ့ဒီသားရည်နဲ့ဆန်းစွာနေရတာမရအဲ့တော့ဆွေးတတိဆိုတာကျန်တယ်ဆိုတော့ဆွေးတတိဆိုတာဖြစ်ပေါ်နေတဲ့အရာတစ်ခုမဟုတ်ဘူးအဲ့ဒါကြောင့်အနုတ္တယတတိလို့ခေါ်တာအနုတ္တယဆိုတာခုခေတ်ကိုပြောလို့ဆိုရင်positive တဲ့ဘောဖြစ်ပေါ်လာတဲ့သဘောမဟုတ်ဘူးဖြစ်နေတဲ့သဘောမဟုတ်ဘူးအကြောင်းညွှန်ကြည့်လို့ရှိရင်ဖြစ်လာနိုင်တဲ့စွမ်းရည်တတ္တိရှိနေတဲ့အနေအထားတစ်ခုဟာအနုတ္တယဆိုတဲ့ကိန်းနေတဲ့အရာတစ်ခုပါအကြောင်းတစ်ခုနဲ့ပေါင်းစုံပြီးဖြစ်ပေါ်လာတဲ့အနေအထားမျိုးဆိုတော့ဒီဖြစ်တဲ့ gas ဒီဖြစ်လေးရှိခဲစမီတဲ့မှာမိရှိတလားလို့နေရှိသို့တော့မိဖြစ်နိုင်တဲ့အနေအထားရှိတလားလို့ရှိမိတော့မရှိဘူးသို့တော့မိဖြစ်နိုင်တဲ့အနေအထားရှိခဲစမီတဲ့မိဖြစ်နိုင်တဲ့အနေအထားရှိတာလမ်းဘေးကထုံချောင်းတစ်ခုခဲတစ်ခုမှာမိဖြစ်နိုင်တဲ့အနေအထားရှိဘူးကဲသမိခြင်းမှာမြင့်တဲ့အနေအထားရှိလို့နောက်ထပ်အကြောင်းတစ်ခုထပ်ပေါင်းမယ်ဆိုလို့ရှိရင်ဒီတော့လေးရတာ။ဟောအဲ့ဒီလိုအနေအထားမျိုးဖြစ်နိုင်တဲ့အနေအထားလေးတစ်ခုတတ်တည်ပြီးရှိနေတာပဲဒါအနုတ္တယတ္တကိုခေါ်တာပဲ။အဲ့ဒီလိုအနေနဲ့ဖြစ်တာမိဖြစ်တာပြီးတဲ့နောက်ပြီးတော့လေးကငြိမ်းသွားတယ်ဖြစ်ပြီးပြတ်သွားတာဒါအိဋ္ဌဘောဓဖြစ်ပြီးဘဝကဖြစ်တယ်လို့မဆိုရသေးတဲ့အနေအထားဒါကြောင့်မလို့အနုတ္တယဓာတ်အနေနဲ့တတ္တဝါတွေမှာဒီလိုကရှိပြီးတော့နေတာအဲ့တော့ကံဟာဘုရားရဲ့တဏ္ဍာပဲဖြစ်ဖြစ်ကံကြမ္မာဆိုတာစွမ်းရည်တတ်တဲ့အနေနဲ့ရှိနေတယ်ဒါကြောင့်မလို့ဒီနတ်သမီး900ရဲ့ကုသကံကိုဖြတ်တော့ပြနိုင်လောက်အောင်စွမ်းအားတတိမြင့်တဲ့အကုသိုလ်ကံကသူတို့ရဲ့ဘဝတတမ်းရှိချွေချလိုက်တယ်။ချွေချရုံနဲ့မကဘူးဒီကံရဲ့အကျိုးဆက်ကိုဖြတ်တော့လိုက်ပြီးတော့အလုံးကိုဘဝစဉ်ငယ်ရဲ့မှာတော့ဒီဖြစ်ပေါ်စေတတ်တယ်။ဒီကမှာပို့တာမဟုတ်ဘူးကိုလောက်ခဲ့တဲ့ကံကြောင့်ဖြစ်တယ်။အဲဒီလိုဖြစ်သွားတဲ့အခါအောက်ကနေနေတဲ့သူပြမတတ်တာသူတို့ကပန်းကူရင်ကလည်းတစ်ချင်းဆိုသေးတာပေါ့အပေါ်ကနေပန်းလေးခုတစ်ချင်းလေးဆိုလို့ပန်းပွက်လေးတွေချပေးနေတာတက်ပျော်လို့လုပ်ကြတာပါအဲ့ဒီချိန်မှာအပေါ်ကအတန်နဲ့တိတ်သွားတယ်ပန်းနေနဲ့ကြာလာဘူးဆိုဘာဖြစ်ကြတယ်လဲလို့ကြည့်လိုက်တဲ့အခါနတ်တိ900ရှိတော့နတ်ဆိုတာလူနဲ့တူ
လူကြတော့သေသွားရင်အလားအောင်ကြီးကျန်းနေတာနတ်ကြတော့မိတော့ကလေးငြိမ့်သွားတယ်လို့ပဲဟုတ်ကနဲ့ပြောက်သွားတာရှိဒါမို့လက်ပြင်မှာမလားအတုဝါချာရှိမှမရှိဘာဖြစ်လို့အဲ့ဒီလိုမရှိတာလဲသူရဲ့ရုပ်ခန္ဓာကိုယ်ကကံဖန်ဆင်းထားတဲ့ခန္ဓာကိုယ်ဆိုသူ့ရဲ့ရုပ်အတ္တသိမ့်မွေးတဲ့ရုပ်ကိုရှိလူပြင်မှာတော့ရုပ်ချမ်းနေတာရှိတာကံကြောင့်လည်းမဟုတ်ဘူးဥပ္ပကြောင့်ဖြစ်တာလည်းရှိတယ်အာဟာရကြောင့်ဖြစ်တာလည်းရှိတယ်စိတ်ကြောင့်ဖြစ်တာလည်းရှိတယ်ဆိုတော့ဒါမှလို့ပြောရမလားဒီဆုံးသွားပြီးတဲ့နောက်မှာဆိုရင်ဥဒုစယုတ်ကလကိုနဲ့နော်ရှင်းတော့ရေးလေးရှိတယ်ဥဒုစယုတ်ကြီးကကြံ့ရဲ့ကိုနတ်ပြည်မှာတော့အဲ့လိုဥဒုစယုတ်ဆိုတာမကြံ့ရဲ့ဘူးတခါလေကံစားယုတ်ချုပ်တာနဲ့ပါတော့ဒါကြောင့်မို့နတ်တဲ့ဘောကနတ်သမီးတွေတစ်ချက်နဲ့တဲ့ပတ်ဝန်းနေလဲရောက်လာတော့သူ့ပြန်ပါနတ်သားကစဉ်းစားကြည့်လိုက်တယ်ကြောက်မဲ့ွယ်လာဖြစ်ဆုံးသူမြင်ရတာအဲ့နတ်သမီး900ဥပ္ပစ္စေကကံနဲ့ဖြစ်ပေါ်နေတဲ့အကျိုးပေးနေတဲ့ကုသကံရဲ့အကျိုးကိုဖြတ်တောက်ပြီးတော့အဝိဇ္ဇငရဲခံရတာတော့မြင်လိုက်တယ်အဲ့ဒီလိုဒီလိုဒုက္ခတခုကြုံလာတဲ့အခါသူ့စိုးရိမ်စိတ်ဟာတဲ့ဖြစ်ပေါ်လာအဲ့ဒီနတ်သမီးတွေဆွေးနွေးပြီးပြည့်ကျဖြစ်ပေါ်ဒါပဲနားလို့ဆိုတော့သူနဲ့အတူတကွကျန်တဲ့နတ်သမီး900ရဲ့ကံကြမ္မာကိုကြည့်လိုက်တဲ့အခါမှာလည်းသူတို့ရဲ့တတ္တ9ရက်တာကျန်တော့တယ်အဲ့ဒီ9ရက်ရှိတဲ့အခါသူလည်းအဲ့ဒီလမ်းတိုင်းလဲမှာဆိုတာသူမြင်လိုက်ကဲအဲ့ဒီအချိန်မှာစဉ်းစားတာကြည့်သူများအတွက်ပူလာတဲ့ကိုယ့်အတွက်ပူလို့ဆယ်သားလောက်မကတားမယ်ဆယ်သားလောက်မကတားလေခုနသေဆုံးပြီးတော့ဘဝရှိငယ်ကြသွားတဲ့နတ်သမီးတွေအတွက်သူ့ဘာတော့ကအစိုးရစိတ်တယ်သူကိုယ်တိုင်အဲ့ဒီဖြစ်ဆုံးတဲ့ကြော်ရတော့မှဇက်ပိုင်းညတာလိုတော့တယ်ဆိုရင်ဒီအသိစိတ်တွေနားလိုက်ဒီလိုနဲ့သိလိုက်သူဟာအလုံးတုံလို့6ချားသွားတယ်ထိတ်လန့်တုံလို့သွားထိတ်လန့်တုံလို့သွားတာအဲ့ဒီချိန်မှာစဉ်းစားကြည့်တော့ဘုန်းကြီးတို့တွေကိုယ့်ကိုယ်ခံစားကြည့်အဲ့ဒီလိုပြင်းထန်တဲ့ကြုံတွေ့ရမယ့်အနေအထားတစ်ခုကိုကြုံရင်ဒုစိတ်အနေအထားဘယ်လိုရှိလဲဒါစဉ်းစားကြည့်တာတို့ရောဘယ်လောက်ထိခံနိုင်ရရှိမလဲစဉ်းစားကြည့်အဲ့ဒီနတ်သားမှာစိတ်နှလုံးတုန်လှုပ်ပြီးတော့အဖြေကိုရှာတဲ့အခါအကိုရအဲ့ဒီချိန်ရှာပြီးကဲတဲ့နိုင်တဲ့ပုဂ္ဂိုလ်ရှာတယ်အဲ့တော့ဘယ်ကဲနိုင်မလဲလို့သူစဉ်းစားနေတာမြတ်စွာဘုရားကလွယ်ပြီးတော့သူစိတ်ဆင်းရဲနေတဲ့ဆိုရင်စိတ်ကိုပယ်ချအောင်လုပ်နိုင်တဲ့ပုဂ္ဂိုလ်မရှိဘူးလို့ဟောသူသိတယ်သိလိုက်တာနဲ့တပြိုင်နက်ချက်ချင်းပဲအချိန်တစ်ဆိုင်နဲ့မြတ်စွာဘုရားစီဆင်းလာလောကလူတွေဟာလည်းဘယ်လိုကိစ္စမျိုးမှာပဲဖြစ်ဖြစ်စိုးရိမ်ကြကောင်းတာတွေကြုံတတ်တယ်ပေါ့အဲ့လိုကြုံလို့ရှိရင်ကိုယ်စိတ်ဆွမ်းအားတွေမရှိဘူးဆိုလို့ရှိရင်ခံမရဘူးဒါကြောင့်မို့လို့စိတ်ဆွမ်းအားတွေကိုယ်ဘယ်လိုလုပ်ရမလဲဆိုတာသိရှိနားလည်ထားတယ်အဲ့ဒီကံတာဟာမြတ်စွာဘုရားစီရောက်လာပြီသူလျှောက်တဲ့စကားလေးကနိစ္စံဥဒ္ဒရတတမိဒံနိစ္စံဥပ္ပိကမိဒံမနောဒီလိုစိတ်ကြီးကအမြဲကိုလန့်နေတယ်ဗျာကြောက်နေတယ်သိလန့်နေတယ်ဒီလိုသိဆိုးနေတယ်တပည့်တော်စိတ်တွေကအလုံးကိုထိတ်လန့်တုန်လှုပ်နေပါလေသူဖြစ်ပေါ်လာတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးသိပြီးတော့တုန်လှုပ်တယ်အနုပ္ပန္နေသူကိစ္စအထောဥပတိတိဥစ္စာမဖြစ်သေးတဲ့ဒုက္ခမဖြစ်သေးတဲ့ဒုက္ခဆိုတာ
မကြခင်သူ့မှာဖြစ်တော့သူကမကြခင်ဒုက္ခရောက်တော့ပဲဆိုလူတွေမှာဒုက္ခရောက်တော့မယ်လို့သိစိတ်စိတ်ဖြစ်တာအဲ့တော့သူ့မှာလည်းဒုက္ခရောက်တော့မယ်ဆိုတာကိုသိရတယ်ဥပတိတေတုအထောဥပတိတေတုဆိုင်ဘုရားသမီးတွေတဏ္ဍာကိုသိလိုက်ရတော့ဖြစ်ပြီးသားကိစ္စအဲ့တော့မဖြစ်သေးတဲ့ကိစ္စဒုက္ခမဖြစ်သေးတဲ့ဒုက္ခဖြစ်ပေါ်ပြီးနေတဲ့ဒုက္ခအတွက်တပည့်တော်ဆိုင်တာတိတ်ကိုတုံ့လုပ်ပြီးဆိုရင်စိတ်တွေပြဖြစ်နေပါလေသူ့ရဲ့စိတ်အခြေအနေကိုရှောင်ထားတာအဲ့လိုစိတ်တွေတုံ့လုပ်ထောက်ထားနေတဲ့အတွက်ကြောင့်သစေအဋ္ဌိအနုတ္တရတတံတံမေအခါပုစိတုဆိုရင်စိတ်ဖယ်ရှားနိုင်တဲ့ထိတ်လန့်တုံ့လုပ်တဲ့စိတ်ကိုဖြေဖြောင်းမဲ့နိလန်းကလေးများရှိပြီးတော့ဟောပြတာပရှားနည်းမရှိဘူးလေသူအဲ့ဒီချိန်နိလန်းကလေးရှိပြီးတော့ဟောပြပါအဲ့ဒီမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကနိညတရဘုဆံတပါးနိညတရတိယအံဝါနိညတရသဝဒိဋ္ဌိကသုထိပတ္တမိပါဠိနာဆိုဒီတရားကိုဟောလိုက်အဲ့ဒီမှာဒီလိုဆိုရင်စိတ်တွေကထွက်ပေါက်ပြီးစိတ်ကလုံးအေးချမ်းချမ်းနေဖို့ဆိုတာဘုဇင်ခုနှစ်ပါးအကျင့်တရားကိုကျင့်ခြင်းမှလွဲပြီးတခြားဘုံမှာတွေ့တယ်။ဆိုလိုတာကဒီစိတ်တွေဖယ်ရှားလို့ရတယ်ဘုဇင်ခုနှစ်ပါးအကျင့်တရားကိုကျင့်ပါလို့ပြောတယ်နိညတရဘုဇ္ဇတပဆိုတာကိုကျင့်တရားနဲ့ပတ်သက်တာလည်းချွတ်ချင်တယ်ဟုတ်တယ်နော်ဥပုသ္စာပြီးဆိုလို့ရှိရင်တဏှတ်တော့ချွတ်ချင်တာနဲ့လည်းသုံးစားဘူးနော်အဲ့ဒီလိုချွတ်ချင်တဲ့အချက်မျိုးတွေဘုရားရှိခိုးရဲ့တရားထိုင်ရဲ့ခါလိုက်လို့အေးချမ်းချမ်းအဲ့ဒီကြလို့လည်းကြားဘူးဘုရားရှိခိုးရဲ့တရားနာရဲ့တက်တော်တက်တာနေကြလို့မရဘူးအဲ့ဒါလေးတွေကကုသိုလ်ရဖို့ပဲကျင့်ရတာတပတ်ဆိုတဲ့ချက်မှာထည့်သွင်းလို့ရတယ်တပတ်ဆိုတဲ့အဖြစ်တရားနေညတိန္ဒရိယသာဝရဣန္ဒရိယသာဝရဣန္ဒြေကိုထိန်းသိမ်းဆောင်ရှောက်ခြင်းလို့ဆိုတဲ့အချက်တရားအဲ့ဒီဣန္ဒြေကိုထိန်းသိမ်းဆောင်ရှောက်ခြင်းဆိုတဲ့ကိုကျင့်သိတာလည်းပါမှုဖြစ်တယ်ဆိုလိုတာကကျင့်တဲ့အနေနဲ့ပြောမယ်ဆိုလို့ရှိရင်ကိုကျင့်သီလဣန္ဒြေယသာဝရဣန္ဒြေထိန်းသိမ်းမှုအကျင့်တရားကိုအကျင့်ပဲဘုဇင်ခုနှစ်ပါးကိုမပွားပဲနိဗ္ဗာန်ကိုမရပဲနဲ့နိညတသဘောနေတဲ့သင်္ခါရတရားတွေအားလုံးကိုစွန့်လွတ်နိုင်တယ်သို့မဟုတ်ကိလေသာအားလုံးကိုစွန့်ပြီးတော့သင်္ခါရတရားတွေအားလုံးကိုစွန့်လွတ်နိုင်တယ်နိဗ္ဗာန်ဆိုတာလွဲပြီးတော့တတ္တဝါတွေမှာဆွေးနွေးစိတ်ကျင်းတဲ့နေရာရှိလို့အဲ့ဒီနေရာတစ်ခုရှိတယ်သက်ဆိုင်တာဟောအဲ့တော့ဘုန်းကြီးတို့တွေဆွေးနွေးစိတ်ကိုဖြောင်းဖို့အလုံးဆွေးနွေးစိတ်ကိုဖြောင်းတာခုချိန်ကဘာလို့ကျင့်ရလဲခုဒီတရားတော်မှာသက်ဆောင်တဲ့ဗန္ဓနာတဲ့အတိုင်းကျင့်ကြံနေတဲ့ပြောပါဆိုရင်ဣန္ဒြိယသာဝရလူတိုင်းမှာမျက်စိနားနာလျှာကိုယ်စိတ်ဆိုတာ6ခုရှိအဲ့ဒါကိုဣန္ဒြေ6ပါးလို့ခေါ်တယ်ပါဠိလိုဣန္ဒြိယမြန်မာလိုဘာသာပြန်လိုက်တဲ့ဣန္ဒြေလို့ပြန်လိုက်တာအတိတ်ကဘာလဲလို့ဆိုရင်ဆိုင်ရာကိစ္စတွေမှာချုပ်ကြိုင်ထားတဲ့ကြောင့်ရှိတဲ့အရာလို့ဒီလိုဆိုတော့မြင်ရင်ကိစ္စမျက်စိကထိချုပ်တာဟုတ်တယ်
မျက်စိမရှိဘဲနဲ့မြင်လို့မရမျက်စိကောင်းလေမြင်အားကောင်းလေအဲ့တော့မြင်ခြင်းကိစ္စကဒီဘာထိချုပ်တာမျက်စိထိချုပ်ကြားခြင်းကိစ္စကဒီဘာထိချုပ်တာနာထိချုပ်အနတ်ကြားခြင်းကိစ္စကဒီဘာထိချုပ်တာနှာခေါင်းထိချုပ်အရာခံခြင်းကိစ္စကဒီဘာထိချုပ်တာလက်ရအထီးကိစ္စကဒီဘာထိချုပ်တာကိုယ်ကအကျဉ်းရဲ့အာရုံနဲ့ပတ်သက်ပြီးတော့သိခြင်းကိစ္စကိုဘယ်လိုထိချုပ်တာစိတ်ကဒါတရားရှာကိုမှတွေ့ဆိုတဲ့ကိုယ်တဏ္ဍာရှိတာလေးကိုမြင်အောင်ကြည့်လို့တို့တွေမှာအကျမ်းနဲ့ပြောရင်သာလို့ပြောရင်သက္ကုပ္ပတာရသောတာပတာရမျက်စိအကြည့်ရုပ်တွေဆိုရင်အရစကားနဲ့ဝေးတော်ဆိုတော့မျက်စိနာနာတရားကိုစိတ်ဒီလည်းနော်အဲ့တော့မျက်စိနာနာတရားကိုစိတ်ဆိုတာဆရာကိစ္စတွေမှာသူတို့ကချုပ်ချီးကျူးထားနိုင်တော့ကြောင့်သူတို့ကိုအိန္ဒိယလက်ဆက်တာဟောတာအဲ့ဒီအိန္ဒိယတွေကိုတာဝန်နဲ့စုပိတ်ခြင်းတင်ထားရမယ်လို့ပြောရမယ်လို့ပြောအဲ့တော့အိန္ဒိယကိုထိနေတယ်ဆိုတာမြတ်စွာဘုရားအားလို့ကောင်းကြီးအိုက်ဆိုင်ပြောပြီးနေရမယ့်ဟာမျိုးဒီလိုဆိုတာမဟုတ်ဘူးအဲ့ဒီထိတ်ထိတ်ဆောက်ဆောက်နေဆိုတာဘယ်လိုမှခေါင်းနေမျက်စိကမြင်စရာအစင်အာယုမျက်စိဆိုတာမြင်လိုက်တယ်မြင်စရာအာယုမှာလည်းရှိတယ် desirable object undesirable object လို့ဆိုတယ်မြင်စရာအာယုဟာနှစ်သက်စရာအာယုလည်းမြင်ရမယ်မနှစ်သက်စရာအာယုလည်းမြင်နေမျက်စိကမြင်နေဆိုရင်စိုက်တာလည်းမှာပဲမကြိုက်တယ်ဟုတ်ကဲ့ကောင်းတာလည်းမြင်မယ်မကောင်းတာလည်းမြင်မယ်တမန်စိတ်ကိုလွတ်ထမယ်ဆိုရင်ကောင်းတာမြင်ဘာဖြစ်လောဘနဲ့တွေ့ကောင်းလိုက်တာတော့ဇာလို့ကြလိုက်တာလောဘနဲ့တွေ့မကောင်းတာမြင်လို့ရှိရင်အာရလိုက်တာဆိုးလိုက်တာရှိလောကလူသားတွေမှာမြင်စရာအာယုံနဲ့ပတ်သက်တာရှိဖြစ်တဲ့စရာအာယုံဆိုရင်လောဘနဲ့တွေ့တယ်မနစ်တဲ့စရာအာယုံဆိုလို့ရှိရင်ဒေါသနဲ့တွေ့တယ်တမန်အာယုံတစ်ခုဆိုရင်မသိနိုင်တဲ့မောဟတွေဖြစ်နေတယ်ဟောအနေထားတစ်ခုမှာမြင်ခြင်းကိုအကြောင်းပြုပြီးတော့မျက်စိမှာဘာတွေဖြစ်ပေါ်နေလဲစက္ကုဒ္ဒရာကဘာတွေစီးဝင်နေတယ်လဲမျက်စိဘောက်ကဘာတွေစီးဝင်နေတယ်လဲဆိုရင်လောဘတွေစီးဝင်နေတယ်ဒေါသတွေစီးဝင်နေတယ်မောဟဒါလေးနဲ့ဒါကြောင့်မျက်စိကိုလည်းစက္ကုဒ္ဒရာလို့ခေါ်တာအဲ့ဒါကိုပြီးပြီးတော့ဖြစ်တော့တင်စားပြီးတော့ပြောတာပေါ့တရားဆိုတာတရားဘဝဆိုတာတင်စားပြီးမျက်စိနဲ့မြင်လိုက်တဲ့အရှင်းအာရုံပေါ်မှာလောဘဖြစ်တယ်မျက်စိနဲ့မြင်ရတဲ့အရှင်းအာရုံပေါ်မှာဒေါသဖြစ်တယ်မျက်စိနဲ့မြင်ရတဲ့အရှင်းအာရုံပေါ်မှာမောဟဖြစ်တယ်ဉာဏ်နဲ့အကုသိုလ်တွေလည်းဖြစ်လာတယ်လောဘဒေါသမောဟရှင်းဆောင်လိုက်တဲ့ဉာဏ်နဲ့တွေးကြည့်နေတဲ့ဒီအာရုံပေါ်မှာအကုသိုလ်တွေကဖြစ်လာတယ်ဆိုလို့ရှိရင်မျက်စိတကားမလုံဘူးလို့ခေါ်တယ်စက္ကုတွေကိုစုပ်ပိတ်နေခြင်းရှိဘူးလို့ပြောတာဒါနဲ့ဘာလဲစုပ်ပိတ်ရလဲအမှန်ပုဂ္ဂိုလ်ကစဉ်းစားလိုက်တယ်မျက်စိနဲ့မကြည့်ရအောင်မျက်စိပိတ်ထားတယ်ဆိုလို့ရှိရင်အဲ့ဒါဆိုလို့ရှိရင်မျက်စိနှလုံးနှစ်ခွင်းအလင်းမရတဲ့မျက်မြင်နေကြတော့စက္ကုတွေလုံးလုံးနဲ့လို့ပြောအောင်အဲ့ဒါလိုလုံးလုံးတာကိုပြောတာမဟုတ်ဘူးနော်အဲ့ဒါဆိုလို့ရှိရင်မျက်စိနဲ့မြင်တဲ့ပုဂ္ဂိုလ်ဟာဣန္ဒြိယတာဝရတိကစက္ကုတွေနဲ့ပတ်သက်ပြီးအလို့ပြီးတော့ပြည့်စုံသွားအောင်ပါပေါ့အဲ့ဒါလိုပြည့်စုံတာကိုပြောတာမဟုတ်ဘူးဒါကြောင့်မို့လို့တတိဆိုတာထိချုပ်တတိဆိုတာအာရခတတိဆိုတဲ့သူကခေတ္တဆောက်ပြီးအာယုဘောမှာတတိထားတယ်တတိထားတဲ့အတိုင်းတော့တန်ရှင်ရလို့ခေါ်ရှင်းပြတဲ့ပြလာရှိဟောတတိနဲ့တန်ရှင်ရတဲ့အဲ့ဒီနှစ်ခုအသုံးချပြီးတော့မျက်စိကမှာအမှုမဖြစ်အောင်
ထိန်းသိမ်းဆောင်ရှောက်တာကိုအိန္ဒိယသမဂ္ဂကိုခေါ်တာအဲ့ဒါကိုလေ့ကျင့်ရမျက်စိကမြင်ပြီးတော့ဆိုလိုတာမျက်စိကမြင်စရာအာရုံမြင်ပြီးတော့လောဘဖြစ်နေတယ်ဒေါသဖြစ်နေတယ်မောဟလိုချင်တဲ့အဘိဓိဖြစ်နေတယ်ဆိုရင်မျက်စိကမလို့ဘူးအိန္ဒိယသမဂ္ဂမလို့လို့ရှိရင်စွဲရည်စိတ်တွေလာလိုက်တယ်စွဲရည်စိတ်တွေကိုဖယ်ရှားနိုင်မှာမဟုတ်ဘူးအဲ့ဒါကြောင့်မို့အဲ့ဒါကိုအရင်သိဆိုအောင်ပြောလေ့ကျင့်ဒါမှသိဆိုနိုင်ရတာပုံမှန်တရားကျင့်တယ်ဆိုတာအဲ့ဒါကိုပြောတာပဲတရားကျင့်တယ်ဆိုတာမျက်စိကဖြစ်ပေါ်လာမယ်မျက်စိကမြင်ပြီးဖြစ်ပေါ်လာမယ်မျက်စိမှာမြင်ပြီးဖြစ်ပေါ်လာမယ်ဒေါသလေးမောဟလေးအဘိဓိတွေမဖြစ်ရအောင်ထိန်းသိမ်းဆောင်ရှောက်ထို့ပြင်လည်းနာကအတန်ကြားလို့ရှိရင်ဒေါသဖြစ်မယ်ဒေါသဖြစ်မယ်မောဟလေးဖြစ်မယ်အဲ့ဒီအတန်အာယုံပေါ်မှာလည်းလောဘမဖြစ်အောင်ဒေါသမဖြစ်အောင်မောဟမဖြစ်အောင်တတိနဲ့တန်စေညာနဲ့ထိချုပ်အောင်ဒီလိုဆိုတော့ကိုယ်စိတ်လေးကလောဘကဝိပဿနာစိတ်လောဘနဲ့တွဲတော့အောင်ဒေါသနဲ့တွဲတော့အောင်မောဟနဲ့တွဲတော့စိတ်ကလေးကိုတတိကထိပ်ပြီးစောင့်ပြီးတတိအကာအကွယ်လုပ်တတိအကာအကွယ်လုပ်ပြီးကိုရှင်းပြီးတုံးတရားရှိတယ်တတိနဲ့ပညာဆိုတာနှစ်ခုပေါင်းပြီးတော့ဆောင်ရွက်တာသဘာဝတရားတွေကတစ်ခုတည်းဆွဲတတ်တယ်မရှိဘူးနှစ်ခုပေါင်းမှအနည်းဆုံးပေါင်းစပ်ပြီးတော့လုပ်ကြစဉ်းစားကြည့်ရင်ဘုန်းကြီးတို့စာအုပ်ဖတ်ချင်တယ်ဆိုလို့ရှိရင်စာအုပ်ကြည့်တာဒါနဲ့ကြည့်မျက်စိနဲ့ကြည့်ကဲအဲ့ဒီမျက်စိတွေလည်းအသုံးချမယ်လက်ကတည်းကစာအုပ်ကိုဖွင့်မပေးဘူးဆိုရင်မျက်စိကစာအုပ်ဖွင့်နိုင်မယ်ဖွင့်နိုင်ပါဘူးအဲ့ဒါပဲကြည့်လက်ကစာအုပ်ကိုဖွင့်ပြီးမျက်စိကစာအုပ်ကြည့်ဟောနှစ်ခုပူပေါင်းဆောင်တယ်နော်မှန်ပါအဲ့ဒီသဘောတိုင်းပဲတတိကအာယုံကိုရယူပြီးပညာကသဘာဝကိုသိတာဟောတတိကအာယုံကိုယူပြီးနိုင်တယ်သိတယ်ဆိုလို့ရှိရင်ပညာကပြီးရသိတယ်အာယုံကိုယူနိုင်ကြောင်းရှိတယ်သူကိစ္စကိုလုပ်တယ်အဲ့ဒါကိုပူပေါင်းဆောင်ရပြီးဒါကြောင့်တတိကံစင်ညာဆိုပြီးသက်သက်တာဟောအဲ့ဒါလေ့ကျင့်ရမလေ့ကျင့်တယ်မရဘူးမဟာတတိကရဏတမတတိကံစင်ညာပါပါဆိုပြီးအခက်အခဲတေချာဟောတာလည်းရှိတယ်လေ့ကျင့်ရမှာပဲချိန်ကြီးလေ့ကျင့်ရမှာဆိုရင်နောက်ဆုံးမှာအိမ်သာလည်းဝင်လာကြည့်အောင်လေ့ကျင့်ရသာရတော်တော်လေးနိုင်ငံသွားလာပြောတာဆိုတာဘာတစ်ခုမှမကြမ်းရဘူးနောက်ဆုံးမှာဘာမှပြောင်းနေတိတ်တိတ်နေတာရှိတယ်တတိတံစင်ညာရှိတာဒီလိုဆိုနော်အဲ့ဒီလိုလေ့ကျင့်ပြီးတော့တတိတံစင်ညာနဲ့ထိထိဆော့ဆော့မှာဣတရိယတော်မလားဆိုပြည့်စုံတယ်အဲ့လိုဆိုပြည့်စုံတယ်ဘူးနာကကြားတဲ့အတန်နဲ့အကြောင်းပြုပြီးတော့စိတ်လေးကလောဘနဲ့တွဲပြီးတော့အောင်ဒေါသနဲ့တွဲပြီးတော့အောင်မောဟနဲ့တွဲပြီးတော့နှာခေါင်းကအနတ်ရလို့ရှိရင်အဲ့ဒီအနတ်နဲ့ပတ်သက်ပြီးတော့စိတ်လေးကလောဘနဲ့တွဲပြီးတော့အောင်ဒေါသနဲ့တွဲပြီးတော့အောင်မောဟနဲ့တွဲပြီးတော့အကုသိုလ်တွေနဲ့တွဲပြီးတော့ဆရာနဲ့အရာကဆုံစည်းတဲ့အခါမှာခဏခဏဆုံစည်းတယ်။အနတ်တိုင်းဘိဗတ်စားရတဲ့ဆုံးမယ်ဒီကေသာစားရင်ဆုံးမယ်ဉာဏ်သာစားရင်ဆုံးမယ်ဒီကြားထဲမှာသေသာစားရင်ဆုံးမယ်အဲ့ဒီလိုဆုံးစည်းလာတဲ့အခါဘာသာလုံးဆိုတဲ့ပေါ့ဘာဝနဲ့မတွေ့အောင်လောရနဲ့မတွေ့အောင်မောနဲ့မတွေ့အောင်တတိဆိုတဲ့အာယုဘောမှာအမှတ်ထားတဲ့တရားနဲ့ပညာတန်ဆင်ရဆိုတဲ့စင်ကြယ်လုံးတရားဒီတစ်ခုပူပေါင်းပြီးထိတ်ချုပ်ပြီးရတယ်။အော်မျက်စိကမြင်လာလည်းမဟုတ်ဘူး။နားကကြားလာလည်းမဟုတ်ဘူး။နှာခေါင်းကအနံ့ရတာလည်းမဟုတ်ဘူး။လျှာကလည်းရတာလည်းမဟုတ်ဘူး။ခန္ဓာကိုယ်ကအထိတွေ့ရတာလည်းမဟုတ်ဘူး။သက်သက်စိတ်ထဲမှာခုခုပြီးတော့လူတွေဟာလောဘမဖြစ်ဘူးလားဒေါသမဖြစ်ဘူး။ဖြစ်ပါဘူး။ဖြစ်တယ်။မနေ့ကကိစ္စစိတ်ကူးရင်ကူးမယ်။နောက်နေ့စိတ်ကူးရင်ကူးမယ်။မကြုံဘူးတဲ့ဟာကိုစိတ်ကူးရင်လူဆိုတာအဲ့ဒီစိတ်ကူးရင်ပေါ်လာတဲ့အာယုန်တွေနဲ့ပတ်သက်ပြီးတော့လည်းဘဝဖြစ်နေတဲ့ဒေါသဖြစ်နေမောဟဖြစ်နေအဲ့ဒါကြီးမဖြစ်ရအောင်လို့ဆိုပြီးတတိနဲ့တောင်းစရာပူပေါင်းပြီးဆောက်ရှောက်နေ
အဲ့လိုဆောက်ရှောက်ခြင်းဆိုတဲ့အိန္ဒိယတာဝရကလွဲပြီးတော့ဆွေးစီတွေကိုဖယ်ရှားတဲ့နေရာမရှိဘူးလို့ပြောတာပြောင်းတာနော်။နေညတရအိန္ဒိယတာဝရအဲ့ဒီကိုဒီဆောက်ရှောက်ခြင်းကိုအိန္ဒိယတရကျင့်ထားတဲ့တတ္တပါဠိနဲ့တတ်တော်ရဲ့အဖြစ်ချမ်းသာခွင့်ကိုသတ်တာပြီးတော့ဆိုလိုတာအဲ့ဒါကြောင့်တော့ဆွေးရည်တွေကိုဖယ်ရှားတဲ့နည်းစိတ်အင်းချမ်းစွာနေခြင်းတွေဆိုလို့ရှိရင်အိန္ဒိယအောင်လားဆိုတာကိုပဋိနေသာလေးနဲ့အဲဒီဆုံးဆုံးပါဒါကိုလေ့ကျင့်ပါအဲ့ဒီလေ့ကျင့်တာတရားကျင့်တာပဲဒီနည်းတရားကြီးထားရင်မှတရားကျင့်တာမဟုတ်ဘူးတရားကျင့်တယ်အချိန်ကြီးကိုယ်တိုင်မှာလောဘမဖြစ်အောင်ဒေါသမဖြစ်အောင်မောဟမဖြစ်အောင်တတိဆောရတွေနဲ့ထိပြီးတော့အသိဉာဏ်နဲ့ဆင်ခြင်စဉ်းစားနေတဲ့လေ့ကျင့်တဲ့ခုကိုလုပ်ခိုင်းတာပါတယ်။သူမြန်မာတက္ကသိုလ်ဆွေးရည်တွေကြောင်းလာလို့သက်ဆောင်နေတာအဲ့ဒီအိန္ဒိယတာဝရကိုမလုပ်လို့ရှိရင်ရဘူး။သူကအိန္ဒိယတာဝရမရှိဘူးလေ။မျက်စိလည်းဖွင့်ထားတယ်၊နားလည်းဖွင့်ထားတယ်၊အခေါင်းလည်းဖွင့်ထားတယ်၊လျှာလည်းဖွင့်ထားတယ်။ခန္ဓာကိုယ်စိတ်အကုန်လုံးအပြောင်းပြမှာလွတ်ထား။ဒီလိုမှလည်းပြောတာမရှိဘူး။ဟောဒုက္ခကျုံးတဲ့အခါစိတ်နှလုံးတုံလို့ထိတ်လန့်တုံလို့ကြောင်းရအစိုးရတွေနှောင်းဖို့ဒီလိုဖြစ်တာ။ဒါကြောင့်အဲ့ဒါတွေကလွတ်ချင်လို့ရှိရင်တော့အိန္ဒိယတာဝရဆိုတဲ့အကျင့်ကိုကျင့်ပါအိန္ဒိယတာဝရအကျင့်ဆိုတာအခြေခံအကျင့်ပဲရှိသေးတယ်ဘုရားမြတ်စွာရဲ့အကျင့်တရားတွေကအခြေခံအကျင့်တွေရှိတယ်ဒီတဲ့တုံးမြင့်ပြီးတော့ကျင့်ရတဲ့အကျင့်ကအားလည်းဆိုဘုရားတူပါတော့တဲ့သူမှလည်းဆိုကြဟောတာလေနိဗ္ဗာန်ရောက်တဲ့ပုဂ္ဂိုလ်လည်းဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဒီဝရဏတရား၅ပါးကိုမဖယ်ရှားတဲ့တတိပ္ပံအာယု၄ပါးပေါ်မှာစိတ်ကိုခိုင်ခိုင်မာမာမတိဆောက်လေ့ကျင့်ပဲဘုရားခန္ဓာကိုမိမိတဏ္ဍာမှာဖြစ်သွားအောင်ကြိုးစားပဲအလျောက်ကထွက်သွားတယ်ဆိုတာဒီလိုရှိတယ်တို့ရဲ့ဒီကလန်းအဖြစ်အပြည့်နော်တန်ရောကထွက်သွားတဲ့ပုဂ္ဂိုလ်နဲ့ဒါတော့ဒီလမ်းဒါပြပြောကြနေတယ်ဝိသသာလို့ဘုရားတရားကခုနှစ်နှစ်အရွယ်လေးမှာသောတာပန်ဖြစ်သွားတယ်ဆိုဘယ်လမ်းအထွက်သွားတာလဲသူ့မှာဘယ်ချိန်ကျင့်လိုက်တာလဲလို့မေးခွန်းပေးလိုက်ကျင့်တယ်ဆိုတဲ့အချက်တိုင်းတိုင်းဒီလိုပြောရတယ်အခုတရားနာရင်လည်းတရားလေးအာရုံစိုက်ပြီးတော့ကိုယ်ဝါနဲ့စဟကြည့်နေတာဒါမှဖြစ်နေတာပေါ့တရားနာရင်ကနေပြီးတော့ကိုယ်ဝါစဟပြီးတော့ကြည့်ဒါ apply လုပ်တယ်လို့ခေါ်အဲ့ဒါလည်းဖြစ်တယ်မိသားစုကတော့ဖြစ်တယ်ဆိုအဲ့လိုဖြစ်တော့ဒါဆိုရင်တရားအသေးစိတ်တစ်ခုစီတစ်ခုစီဖော်ပြလို့ရတယ်ရှင်းကသွားတာတော့နောက်အာရုံစိုက်လိုက်ရင်ကနေပြီးတော့ပမာတိပညာဉာဏ်တွေဖြစ်ပြီးတော့နောက်ဆုံးမှာတရားနာရင်တော့ဖြစ်တယ်ဒါဒီဘဝမှာအဲ့လိုနေထားတယ်အဲ့လိုအနေထားနဲ့ရနိုင်တော့အခြေခံတွေကကောင်းခဲ့တယ်အခြေခံတွေကကောင်းအောင်လုပ်ခဲ့အလေးကျင့်တွေဉာဏ်များရှိတာလေးကျင့်ဉာဏ်များရှိပြီးအခြေခံကောင်းတဲ့ပုဂ္ဂိုလ်ချင်းတူလိုလေးတဲ့မှာဘာဖြစ်ဖြစ်အောင်မြင်နိုင်တယ်အလေးကျင့်မရှိတဲ့ပုဂ္ဂိုလ်ဆိုရင်တော့အချင်းကြီးဝါးတယ်ပေါ့အချင်းကြီးပြီးတော့အချင်းကြာမြတ်စွာကျင့်သုံးနိုင်မှာဒါမျိုးတွေကဆွမ်းရည်တတ်ထက်တာဖြစ်တယ်ဒုက္ခကိုယ်တော်ဖြစ်ပေါ်လာတာကိုယ်တော်မဟုတ်ဘူးလုံနေကိုပဲလိုအပ်တယ်လို့ဒီလိုနားလည်ပြီးကိုယ်သွားရမယ့်လမ်းကြောင်းရှောက်ရမယ့်လမ်းကြောင်းပေါ်မှာတက်ပြီးရှောက်နေလို့ပဲလို့တချို့ကအဲ့လိုမဟုတ်ဘူးတို့ကပါရမီမပြည့်သေးဘူးပါရမီပြည့်ရင်ဒီကဖြစ်လာမှာလို့ပါရမီကတော့ဘာမှပြည့်လာမှာမဟုတ်ဘူးလုံနေမှပြည့်သွားနေမှရောက်ဟုတ်ကဲ့
တော်ပဲနေလို့မရဘူးအခုတရားဝင်လာတယ်လမ်းလျှောက်လာတဲ့လူတွေဆိုတော့ခြေလမ်းနေတာရှောက်မှတရားဝင်ရောက်တယ်ဆိုလို့ရှိရင်တလန်းပြီးတလန်းရှောက်လာတာပဲပထမခြေလမ်းလျှောက်ပြီးဒုတိယခြေလမ်းကျတော့69လမ်းကျတော့နောက်ကခြေလမ်းကျတော့68လမ်းကျတော့အမှန်နဲ့အမှန်နဲ့နောက်ဆုံးရောက်လာတဲ့ခြေလမ်းကြီးရောက်လာဒီတိုင်းရဲ့ပေါ့မိဘနဲ့နီးတယ်နီးတာလုံနေလို့အရေးကြီးတယ်ဆိုတော့ဒါပြင်69ပါးအခြေတရားကိုကျင့်တဲ့ပြုကိုအားထုတ်တယ်ဘယ်လိုကျင့်ရမှာ69ပတ်သက်ပြီးတော့မြတ်စွာဘုရားက69တန်ရုပ်ဒီလိုသုတ်တန်နေမှာလို့ဟောထားတာကြီးအများကြီး69ပါးဆိုတာအရင်မှတ်သားလို့69ပါးမြတ်စွာဘုရားကဟောကြားထားပုံမှာတစ်ခုနဲ့တစ်ခုဝိဆက်သဘောနဲ့ဟောတာတရားဓမ္မနံပါတ်1ကတတိတံဘုရားနော်တတိဟာနံပါတ်1ကတတိတံဘုရားနံပါတ်2ကဓမ္မဝိစေယသံဘုရားနံပါတ်3ကဝိရိယသံဘုရားနံပါတ်4ကဣတိတံဘုရားနံပါတ်5ကပတ္တတိသံဘုရားနံပါတ်6ကသမာဓိသံဘုရားနံပါတ်9ဥပ္ပခသံဘုရားသံဘုရားခုနကပြန်မှတ်တာအဲဒီမှာမြတ်စွာဘုရားကဘုရားခေါ်တာပါဆိုတာဘာလဲတော့တဲ့ခုမှာယဟန်ဘာရဲ့ရှောက်ထားချက်ကိုမြတ်စွာဘုရားဖြည့်တယ်။ဘာကြောင့်ဘုရားကလို့ခေါ်တယ်ဆိုဘောဓာယအာဝတ္တတိဘုရားဘယ်ဉာဏ်ရဖို့ရတဲ့သစ္စာလေးပါးကိုအမှန်သိဖို့ဖြစ်တဲ့ဆွမ်းအားစုတွေဒီလိုဆိုတော့ဒါကမြတ်စွာဘုရားကိုယ်တိုင်ရှင်းတဲ့အဓိပ္ပာယ်ကဘုရားလို့ဆိုပါတယ်။ဘာကြောင့်ဘုရားလို့ခေါ်ပါလဲဆိုရင်ဘောဓာယအာဝတ္တတိတတ္တမဘုရားကိုဒီလိုဆိုဒီသစ္စာလေးပါးကိုသိဖို့အတွက်ဖြစ်လာတဲ့သဘာဝတရားတွေသစ္စာလေးပါးကိုသိစေတတ်တဲ့သဘာဝတရားတွေသိအောင်ထောက်ကူဖြစ်တဲ့သဘာဝတရားတွေဒီလိုဆိုလိုတာပေါ့စကားလုံးရပြောမယ်ဆိုရင်တော့ဘုရားကဆိုတာစကားလုံးခွဲလိုက်လို့ရှိရင်ဘောဓိအေကဘောဓိဆိုတာအရှင်းဆုံးပြောရင်ဘက်မှာရှိတဲ့ဉာဏ်မဲ့ဉာဏ်ကိုဘောဓိလို့ခေါ်တယ်သစ္စာလေးပါးကိုသိတတ်သောကြောင့်မဲ့ဉာဏ်ကိုဘောဓိလို့ခေါ်တယ်အဲဒီဘောဓိရဲ့အထောက်အကူပြုတဲ့အင်္ဂါရက်တွေဘုရားကခေါ်တယ်အကျိုးပြုတဲ့တရားတွေကိုဘုရားကခေါ်တယ်အဲ့ဒီအကျိုးပြုမဲ့တရားတွေတစ်ခုရှိတယ်ဆိုလို့ရှိရင်ခုနှစ်ခုရှိတယ်အဲ့ဒီခုနှစ်ခုဟောထားပုံလေးကိုကြည့်တတိတဘုရားကိုထိတ်ဆုံးကထားပြီးတော့ကျန်တဲ့ဘုရား6ခု3ခုစီတွဲလိုက်တယ်ဓမ္မဝိဇ္ဇာတဘုရားဝိရိယတဘုရားပိဋိတဘုရားဒါကတစ်စုပတ္တတိတဘုရားဓမ္မရိတဘုရားဥပိ္ပခာတဘုရားဒါကတစ်စုမရှိဘဲပြီးပတ်ပေါ်လို့ဘာဖြစ်လို့တော့ဆိုလို့ရှိရင်စိတ်ထဲမှာဖြစ်ပေါ်လာတဲ့အနေအထားချင်းမတူဘူးဓမ္မဝိဇ္ဇာဆိုတာဓမ္မသဘာဝတွေကိုရှင်းရှင်းစူးစမ်းလေ့လာနေတဲ့ပညာကိုပြောတာဝိရိယဆိုတာကောင်းတဲ့အမှုတရားတွေဒီတရားတော်ကိုဖြစ်အောင်ဆိုပေးတယ်ဖြစ်ပေါ်လာတဲ့အမှုတရားတွေကိုတွန်းလှန်နဲ့ရှားပြတယ်မဖြစ်သေးတဲ့ကုသိုလ်တရားတွေမိမိတဏ္ဍာဖြစ်အောင်လုပ်နေတယ်ဖြစ်ပြီးသားကုသိုလ်တရားတွေမိမိတဏ္ဍာမှာတည်ထအောင်တိုးအောင်ကြိုးစားနေတယ်ဓမ္မကိုစူးစမ်းလေ့လာနေတာပဲလှုပ်ရှားမှုတစ်ခုပဲကုသိုလ်အမှုတွေအမှုတွေမဖြစ်ရအောင်ကြိုးစားနေတာလေကုသိုလ်တွေဖြစ်ဖို့ကြိုးစားနေတဲ့ဝိရိယဆိုတာလှုပ်ရှားမှုပဲနောက်တစ်ခုပိဋိတံဘုရားဆိုတာစိတ်ထဲမှာအသိဉာဏ်နဲ့ကျင့်ကြံပြီးတော့မြစ်တဲ့ဝါဒဝါဒဖြစ်တယ်။ဒါလည်းစိတ်ရဲ့လှရှားမှုတစ်ခု။အဲ့တော့ဓမ္မဝိဇ္ဇာရဲ့ဝိရိယရဲ့ပိဋိဒီဘုရားတော်ကစိတ်တက်ကြွတဲ့ဘုရား။ဟောနောက်တော့ကိုကြည့်လိုက်လို့ဆိုရင်ပတ္တတိဆိုတာကိုယ်စိတ်ငြိမ်းချမ်းပြီးတော့ငြိမ်သက်သမာဓိဆိုတာအာယုတစ်ခုရဲ့ပေါ်စိတ်ကလေးကိုရှုပြီးတော့ထား
ငြိမ်းနေတယ်ဥပိ္ပခာဆိုတာအာရမတည်းကြီးသူလည်းငြိမ်းနေတယ်အာရမနီးနေအောင်လုပ်ထားနိုင်တယ်ဒီဥပိ္ပခာဝေဒနာမဟုတ်ဘူးတတ္တရအစ္ဆတတ္တလို့အင်္ဂလိပ်လိုပြန်တော့ equanimity လို့ပြန်တယ် equanimity ဆိုတာအာရမတည်းကြီးဖြစ်ညှိပြီးတယ်ဘောတယ်အဲ့တော့စိတ်ထဲမှာငြိမ်းနေတာလေစိတ်တည်ငြိမ်နေတာလေအားလုံးကိုညှိပေးနေတာလေဆိုတော့ဒီအရာကငြိမ်သက်မှုအားပေးတဲ့ပုစံကောင်းသုံးပါအဲ့တော့လူတွေရဲ့စိတ်အခြေအနေဆိုတာခုနကမတူဘူးတရားအထုတ်နေရင်လည်းလူရဲ့စိတ်အခြေအနေဆိုတာမတည်နိုင်ဘူးဒီမှာတရားလူရဲ့စိတ်ဆိုတာဒီအတ္တတရားဖြစ်တဲ့အခါရှိတယ်စိတ်ဓာတ်တွေကဆုံးနေလာတဲ့အခါရှိတယ်စိတ်တက်ကြွတဲ့အခါရှိတယ်ဆုံးနေတဲ့အခါရှိတယ်အဲ့ဒါကိုဒီကနေပြီးတော့ကြည့်နေရတယ်ဆိုရင်ထိတ်ဆုံးမှာတတိယဘုရားကနေကြည့်ပြီးစိတ်အခြေအနေကိုကဲခတ်ရမြဲတယ်တတိယဘုရားကနေစောင့်ကြည့်နေတဲ့ဒီစိတ်အခြေအနေဟာတက်ကြွနေတာလားလို့စိတ်တက်ပြီးတုံ့ဆုံးနေတာဒီနှစ်ခုကိုသူကတတိယဘုရားကနေစောင့်ကြည့်ပြီးတဲ့အခါဘုရားပွားတယ်ဆိုတာသူကအမှန်တရားအရေးကြီးကဲကောင်းပြီစိတ်ကစိတ်တွေတုံ့ဆုံးနေတယ်ဆိုတဲ့အချိန်မှာဆိုရင်ဘယ်ဘုရားတွေကိုဝါရမယ်ဓမ္မဝိဇ္ဇာရဲ့ဝိရိယရဲ့ပီတိရဲ့ဒီလိုပါစိတ်ကတုံ့ဆုံးပြီးတော့စိတ်သားတွေကြာနေတယ်အဲ့ဒါနဲ့တုံ့နေတယ်တရားစစ်ပြီးဒီအားကြလို့ရှိရင်မြင့်ပြရမှာလားနှိမ့်ပြရမှာဒီအကျင့်စတိသုံးနေတာဟုတ်လားအဲ့လိုမျိုးလိုပဲစိတ်အားတွေနှိမ့်ကြနေလို့ဆိုရင်ဒီသုံးခုနဲ့ညှက်ပြရဓမ္မဝိဇ္ဇာဓမ္မစဉ်ဓမ္မတွေကိုဆင်ခြင်သုံးသပ်ပြရတယ်ကျူပါအထုဝိရိယလုပ်ပြရတယ်จิตနဲ့ဆရာကောင်းတာတွေကိုတွေးပြီးတော့ပြည့်ဖြစ်စေရအောင်စိတ်အားတွေတက်တယ်အေးစိတ်အားတွေကတိတ်တက်နေလို့ရှိရင်ချိန်သားမကိုက်တတ်ဘူးဒါကြောင့်မို့လို့စိတ်အားတွေတိတ်တက်နေလို့ရှိရင်ဓမ္မဝိဇ္ဇာဝိရိယပီတိတွေပေါင်းလို့တက်သွားတယ်ဒီအားတွေကပြည့်နေလို့ရှိရင်မြင့်သက်ကိုပါပြန်တော့အေးပြန်ချဖို့အတွက်ဝိရိယဒီပတ္တတိတံဘောစဉ်သမာဓိတံဘောစဉ်ဥပက္ခတံဘောစဉ်ဒီတခုကိုပြောင်းသွားပြန်ဒီလိုဆိုတော့မြတ်စွာဘုရားကစိတ်ကိုဒီလေ့ကျင့်တဲ့နေရာမှာအလုံးစုံပြအလုံးစုံပြကမ္ဘာဆိုတာအလုံးစုံလို့ပြောတာမဟုတ်ဘူးစနစ်တကျအားထုတ်ရစိတ်ရှင်တွေကိုကြည့်ပြီးတော့ဒီဝါးတဲ့အချိန်မှာပွားတာမပွားတဲ့အချိန်မှာပွားတာစိတ်ရှင်တွေကိုကြည့်ပြီးတော့ဘုဇင်ခဏပါကိုဘုဇင်လုံးပါကိုထပ်ထပ်ပွားမယ်နောက်ထပ်ဘုဇင်လုံးပါကိုထပ်ထပ်ပွားမယ်စိတ်အခြေအနေနဲ့အပြောင်းအလဲလုပ်ပွားတာအဲ့ဒါအမှန်တရားအရေးကြီးသတိတန်စေတာကိုလေ့ကျင့်တယ်ဆိုအဲ့ဒါကိုသိအောင်လေ့ကျင့်ကြတယ်အလကားလေ့ကျင့်တာမဟုတ်ဘူးစိတ်လုံလန်းဆိုတာဒီကနေ့ပြောသူရဲ့လုံလန်းကိုထိန်းပြီးပြီးအမှန်တရားအရေးကြီးတယ်အဲ့ဒီဘုဇင်ခေါ်တစ်ပါးနဲ့ပတ်သက်ပြီးတော့အခုနဲ့တည်းဆက်သွယ်နေပုံကိုမြတ်စွာဘုရားဟောတာရှိသေးတယ်တရားဓမ္မတွေကိုတတိထားပြီးတော့နေပြီးဆိုလို့ရှိရင်အဲ့ဒီတရားတွေရဲ့သဘာဝကိုရှင်းရှင်းစဉ်းစားလို့ဆိုတာဖြစ်လာတယ်။ဒါကြောင့်တတိတံဥစဉ်ပြီးတဲ့အခါမှာဓမ္မဝိဇ္ဇာဟောတယ်။တရားတွေကိုရှင်းရှင်းစဉ်းစားပြီးတဲ့ပုဂ္ဂိုလ်မှာကျိုးပါအထောက်မှုဝိရိယဆိုတာဖြစ်တယ်။ဒါကြောင့်ဆက်ပြီးတော့ဝိရိယဓမ္မစဉ်ကိုပြတယ်။ကျိုးပါအထောက်လာပြီးဆိုလို့ရှိရင်ဘာဖြစ်လာလဲဆိုရင်အထောက်မှုပြည့်စုံလာတဲ့အခါစိတ်ထဲမှာပီတိဖြစ်လာဖြစ်လာဒါကြောင့်ဝိရိယပြီးတော့ပီတိကိုဟောအေးပီတိဖြစ်လာရင်ဘာဖြစ်လို့ဆိုရင်ကိုယ်ရောစိတ်ရောငြိမ်းချမ်းလာဒါကြောင့်ပတ္တတိအမှုစဉ်ကိုဟောကိုယ်ရောစိတ်ရောငြိမ်းချမ်းလာတဲ့အခါဘာဖြစ်လဲသမာဓိဆိုတဲ့စိတ်ကြည်ငြိမ်မှုကိုရတာဒါကြောင့်သမာဓိတောင်းဆိုစိတ်ကြည်ငြိမ်မှုကိုရတာလို့ရှိရင်ဘာဖြစ်လဲဆိုရင်သဘာဝတရားတွေပေါ်မှာထိန်းကြည့်ပေးကြရလို့ပဲဟုတ်လားအလုံးပေါ်မှာဒီညံ့ညံ့တာဖြစ်ပေါ်စေတဲ့
တတ္တအိသတ္တဥပ္ပခါဆိုဖြစ်ဟောဘုစိတ်ကဒီလိုအားလုံးတဏှီနဲ့ဖြစ်သွားဖြစ်ပြီးဒီလိုမြတ်စွာဘုရားဟောတာကဲဒါဒီဘုစိတ်ကိုပွားလို့ရှိရင်ဘယ်အနေထားရှိတော့ပွားရလဲဘုစိတ်ကိုပွားတယ်ဆိုတာကိုယ်တဏ္ဍာမှာတတိတံမှုစဉ်မဖြစ်သေးရင်ဖြစ်အောင်လုပ်ရမယ်ဓမ္မဝိဇ္ဇာဝိရိယပိဋိပန္နတိသမာဓိဥပိ္ပခါဆိုတာမဖြစ်သေးရင်ဖြစ်အောင်လုပ်ရမယ်ဖြစ်အောင်လုပ်တာကိုဘာဝိတိကိုပြောဖြစ်ပြီးလို့ရှိရင်တိုးတက်လာအောင်လုပ်တာအဲ့လိုတိုးတက်လာအောင်လုပ်တဲ့ဘယ်အစစ်အဖြစ်လုပ်ရမလဲလို့ဆိုအဲ့ဒါကဟောတယ်တတိသမုဒ္ဒေတစ်ခုကိုနားလည်လိုက်ရင်ကျန်တာတွေလည်းအကုန်နားလည်သွားနိုင်တယ်ပေါ့။ဒါဆိုဘုရားကဟောတယ်တတိသမုဒ္ဒေကမာဝိတိဝိဝေကနေတိတံဝိရာကနေတိတံနိရောဓနေတိတံဝတ္တကပြိဏာ။ဟောရမယ့်အနေထားတွေကိုမြတ်စွာဘုရားကဟောကြားတာဝိဝေကနေတိတံဝိဝေကဆိုတာဘာပြောတာလဲအကာကုအာယုဒီမောခိလေတာရုပ်ကင်းသွားတဲ့အနေအထားမျိုးကြောင့်ဝိဝေကစိတ်ငြိမ်သွားတာကင်းလွတ်သွားတယ်ကာကုအာယုဒီခိလေတာတွေကကွာသွားအဲ့ဒီကွာသွားတဲ့အနေအထားကြောင့်ကွာရမယ်တခုဝိကာရနေတိတာကင်းပြတ်သွားကွာရတယ်ဒီရောဂနေတိတာအဲ့ဒီကာကုအာယုစိတ်ကိုချုပ်ငြိမ်းအောင်ကွာရတယ်ဝတ္တကပရိနာမေဆိုဝတ္တကဆိုတာအတိတ်ကတစ်မျိုးရှိတယ်ဝတ္တကဆိုတာကိလေသာတွေကိုလုံးဝဆွတ်ပစ်ထားတဲ့ဝတ္တကပဲနိဗ္ဗာန်ကိုပြေးဝင်သွားတာလည်းဝတ္တကပဲတခါကကိလေသာတွေကိုဆွတ်ပစ်ပြီးတော့နိဗ္ဗာန်ဘက်ကိုပြေးဝင်သွားနိုင်ကြအောင်ပရိနာမေဆိုရင်းကျက်လာဘဝနဲ့ဆိုတာက basic body ဖြစ်သွားလို့ပြောတာနော်ဒီတတိလေးပွားရမှာတမန်တတိလေးထားရမှာမဟုတ်ဘူးတဲ့နောက်ဆုံးမှာဝတ္တကပရိနာမေကိလေသာတွေကိုဆွတ်ပစ်ပြီးတော့နိဗ္ဗာန်ဘက်ကိုဝင်သွားနိုင်အောင်ဝင်သွားနိုင်အောင်ရင့်တန်ထားကြအောင်ပွားရမယ်လို့ဒီလိုဆိုလိုတာကဲအဲ့ဒီမှာဒီတတိနာဝိဇ္ဇင်ကိုပွားပြီးဆိုတဲ့အခါမှာဝိဝေကနေတိတံဝိဝေကဘယ်နှခုရှိလဲဆိုလို့ရှိရင်တတိကဝိဝေကဝိခန္ဓာဝိဝေကသမုစေတဝိဝေကပฏิပတ္တိဝိဝေကနိတ္တတဝိဝေကဝိဝေက၅မျိုးရှိတယ်။ပါဠိနဲ့မှတ်ရမှာခက်နေတယ်ဆိုလို့ရှိရင်တတိကနေတိတတိကဝိဝေကလို့ဆိုတာဒီဆရာအကြောင်းတရားလေးနဲ့ဆရာကိစ္စလေးကစိတ်တိတ်တာချင်းပယ်သွားတာဆိုလို့လေဥပမာရှင်းရှားအောင်ပြောမယ်ဆိုလို့ရှိရင်သဘာဝတရားတစ်ခုကိုအနိစ္စလို့ရှင်းလိုက်ရင်ဘာကိုကြဲတာလဲဆိုတော့အိဋ္ဌသိဉာဏ်ပဲတတန်တရားလုံးမြဲတယ်လို့ခင်းရတာလေကြောက်ဒီလိုဆိုလို့ဒုက္ခကိုပွားလို့ရှိရင်ဒုက္ခသိဉာဏ်ပဲအနတ္တကိုပွားလို့ရှိရင်အတ္တသိဉာဏ်ကိုပယ်ဟုတ်လို့ဆရာလေးတွေပယ်သွားတာကိုတည်ငါလို့ခေါ်တယ်ဒါပေမဲ့ဗမာလူမျိုးတွေကတည်ငါကိုတက္ကနာလို့နားလည်နေတာအဲ့ဒီအိမ်ကမဟုတ်ဘူးနော်တည်ငါဆိုတာဆရာအကြောင်းတရားလေးတွေတစ်စိတ်တစ်ချမ်းစီခိုက်ကြစီပယ်သွားတာကိုပြောတာသူဆရာလေးတွေအကုန်လုံးပယ်နိုင်တာမဟုတ်ဘူးအပိုင်းလိုက်ပယ်သွားတာလို့ဆိုလို့အဲ့တော့ဝိပဿနာဉာဏ်ကြီးဖြစ်တာလို့ရှိရင်တည်ငါဝိဝေကတေရဝိဝေကဆိုပါလို့ဒီတတိလေးကအထက်ဝင်တွေပေါ်မှာအာရုံစိုက်ထားနိုင်ပြီဆိုလို့ရှိရင်ထက်ဝင်တွေဆိုတဲ့ဟာလေးကရုပ်တရားထုံထက်ဝင်တွေလေးရဲ့ထိခိုက်တဲ့ကာယတတာအနာလိယဆိုတာလည်းရုပ်တရားသူတို့ကဘောင်းဆိုင်လို့ဖြစ်ပြီးဆိုတာလေးပေါ်လာတာကြောင့်နာတရားဟောရုပ်နဲ့တည်းကိုပြောပြမှုပေါ်မှာပေါ်လာတဲ့အချိန်ခါလေးဒီတတိလေးရှိလာလို့ရှိရင်ဘာလို့ပဲလို့ဆိုငါတို့ကတတ်တော်လို့ထင်လာတယ်ငါတို့ဘဝရောက်ကြောင်းလေးမှလို့ထင်လာအဲ့ဒီအထင်လေးကပြောက်တာဘာလို့လဲဆိုရုပ်တရားနဲ့နာမ်တရားဒီနှစ်ခုပဲပြင်တာလို့ရုပ်နဲ့နာမ်နှစ်ခုပဲပြင်လိုက်တဲ့အတွက်ကြောင့်တတ္တပညာပြောက်တာတ
ဒါတကယ်တော့ဒီအဆက်အခြေခံအဲ့တော့ဒီတတိကိုပွားတဲ့အခါမှာတတိယဝိဝေကကိုပြီးပြီးတော့ပွားတယ်ဆိုဝိပဿနာဉာဏ်နဲ့ပွားကိစ္စအနေနဲ့တကယ်ကသို့တော်ဝိပဿနာရဲ့ဥဒိချက်ကအားလည်းဆိုနိဗ္ဗာန်ကိုဥဒိထားဟုတ်ကဲ့နိဗ္ဗာန်ကိုသွားဖို့နိဗ္ဗာန်ကိုဥဒိထားတာဖြစ်တော့ကြောင့်နိဗ္ဗာန်ကိုကိုင်းရနေတဲ့အနေအထားမျိုးရှိတယ်သူဆောင်ရတဲ့ကိစ္စကတော့ခေါ်တာတကယ်ကအနေနဲ့ကိမ့်တော်ဖို့ပြီးတယ်ကျန်တော့ကဝိပဿနာဉာဏ်ရည်တာလာတဲ့အခါဝိပဿနာဉာဏ်ဆုံးတာနဲ့တကယ်ခေရောက်လို့မဲ့ဉာဏ်နေတာမဲ့ဉာဏ်ကိုရောက်ပြီဆိုရင်ဘာဝိကလို့ဆိုလို့ရှိရင်သဘောရှိတယ်ဟုတ်ကဲ့သဘောရှိတဲ့ဝိဝေကမဲ့ဉာဏ်ပေါ်လိုက်တာနဲ့လည်းဒီတတိလေးရဲ့ကိစ္စအဲ့ဒီမဲ့ဉာဏ်ပေါ်လိုက်တာနဲ့လည်းကိလေသာကိုချက်ပဲဖယ်ရှားပြည့်တယ်သဘောစေနာဝိဝေကကိုမှီတယ်အဲ့ဒီသဘောစေနာဝိဝေကကိုမှီတဲ့အခါအာယုံအားဖြင့်ဒိဋ္ဌာစီကိုရောက်သွားပြီးတော့ကိလေသာဆိုတဲ့ဆံရသဘာဝတရားတွေစိတ်ရဲ့အရေးကြီးတွေကိုတစ်ခါကဖယ်ရှားပြတယ်အဲ့ဒီအဖြစ်ရောက်သွားတဲ့အခါကျဝိသေကပရိသံလေးတစ်ဖက်ကကိလေသာတွေကိုဖယ်ရှားတယ်တစ်ဖက်ကနိဗ္ဗာန်ကိုပြည့်ဝသွားတယ်အဲ့ဒီလိုကျင့်ကြတဲ့အခါသဘောစေတာဝိဝေကရောက်သွားပြီဆိုလို့ရှိရင်နိဗ္ဗာန်ကိုအာရုံပြုနိုင်သွားပြီနိဗ္ဗာန်ကိုအာရုံပြုပြီးတော့ကိလေသာတွေကိုဖယ်ရှားပြစ်တယ်တစ်ဖက်ကကိလေသာတွေကိုဖယ်ရှားပြစ်တယ်တစ်ဖက်ကနိဗ္ဗာန်အာရုံတွေကိုပြည့်ဝင်သွားတယ်အဲ့ဒီအနေထားမျိုးရောက်သွားအောင်ရည်ချက်သွားအောင်တတိယစွမ်းအားတွေကိုညှိပြီးတော့တတိယတရားကိုပွားမယ်သက်ဆိုင်တာဒီဘောတာနော်အဲချို့တွေဝိရိယတဘောစဉ်ဓမ္မဝိသယတဘောစဉ်ကိုလည်းပဲပညာကိုအဲ့ဒီဝိဝေကတေတိတာဝိရာဂတေတိတာဒီရောဂတေတိတာဝတ္တကပြိဏာနောက်ဆုံးအချုပ်ကဝတ္တကပြိဏာဓမ္မဝိသယကိုလည်းသဘာဝတရားတွေကိုသုဒ္ဓဆင်ခြင်မှုကဘယ်ထိတော့ပါလဲကိလေသာတွေကိုဆက်ပြီးအိဗာကိုပြည့်ဝသွားပြီးဖြစ်တာဟောရဝိရိယတဘောစဉ်ကိုဘယ်ထိပွားရမလဲလို့ဆိုရင်ဟုတ်လားကိလေသာတွေကိုဆုံးခွာပြီးတော့နိဗ္ဗာန်ကိုပြည့်ဝသွားတဲ့ဖြစ်အောင်ရည်ချက်ပြီးဖြစ်ပွားရတယ်ဒီလိုဆိုလို့ပိဋိတံဘောဇေရောပိဋိတံဘောဇေနဲ့အဲဒီတိုင်းနဲ့ကိလေသာတွေကိုဆုံးခွာပြီးတော့နိဗ္ဗာန်ကိုပြည့်ဝသွားအောင်ရည်တန်သွားပြီးဖြစ်ပွားရတယ်အတ္တိတံဘောဇေသမာဓိတံဘောဇေဥပေက္ခတံဘောဇေတို့လိုလည်းအဲ့ဒီဒီတိုင်းပွားကျန်တဲ့ဘုဇင်ခဏမှာပွားများလို့ဟာနောက်ဆုံးကိလေသာအလုံးကိုဖယ်ရှားပြပြီးနိဗ္ဗာန်ဆိုတဲ့ချက်မှာပြည့်ဝသွားနိုင်အောင်ရည်ချက်သွားပြီးရှင်းချက်သွားပြီးနိဗ္ဗာန်ရှိအောင်ရောက်ရှိသွားပြီးဆိုရင်ဘုဇင်ခဏမှာပွားခြင်းကိစ္စအဲ့ဒါပြီးပါအဲ့ဒီဘုဇင်ခဏမှာမပွားဖဲနဲ့စိတ်ဓာတ်တော်လို့ချင်းဆိုတဲ့စိုးရိမ်စိတ်တွေကတော့ကြောက်ဖို့ဆိုတာတခြားနည်းမရှိဘူးလောကမှာစိုးရိမ်စိတ်တွေကလုံးဝချင်းစိုးရိမ်စိတ်တွေကိုဖယ်ရှားနိုင်လို့ရှိရင်ဟောဒီဘုဇင်ခဏမှာဖြစ်ရောက်ပွားတဲ့အခါဘယ်ရောက်နေလို့ရှိရင်နိညာတတသဗ္ဗနေတဲ့အခါအာရုံကိုဆုံးတော့နိုင်တာလည်းပဲကိလေသာကိုလည်းဆုံးမယ်ကံကိုလည်းဆုံးမယ်ခန္ဓာကိုလည်းဆုံးမယ်နော်ဒီမှာယောဂီဆိုရင်ကိလေသာတွေအာရုံဆုံးပြီးသားဖြစ်သွားပြီကိလေသာတွေကိုဆုံးနိုင်တယ်ကိလေသာလို့ဆိုတဲ့နေရာမှာသုတ်တန်တစ်ခုမှာတော့ဒီလိုဟောထားတယ်တဏှာကိုဆုံးလိုက်တယ်ဒါကိလေသာကိုဆုံးတာပြောတာတဏှာဆုံးလိုက်ပြီးသားဖြစ်လို့ရှိရင်ဘာကိုဆုံးပြီးသားဖြစ်လဲကံတွေကိုဆုံးပြီးသားဖြစ်ကံတွေကိုဆုံးပြီးသားဖြစ်ရင်ဘာတွေကိုဆုံးပြီးသားဖြစ်သွားလဲဒုက္ခတွေကိုဆုံးပြီးသားဖြစ်သွားတယ်စေတသိက်တွေတဏှာရှိလို့ကံတွေရှိတာကံရှိတဲ့အခါကျတော့ဒုက္ခရှိတယ်ပြောလိုက်မယ်ဆိုရင်အဲ့ဒီဒုက္ခကြီးဆိုလိုတာကဘာလို့လဲကိလေသာကိုကံအောင်ဥပါဒဝတ္တမကိုပြောတာဟုတ်ကဲ့ဒီနေရာမှာတဏှာလို့ပြောလိုက်တာဘာကိုပြောတာကိလေသာလို့ပြောတာကံလို့ပြောလိုက်တာကာမကိုပြောတာဒုက္ခလို့ပြောလိုက်တာဝိပါဒကိုပြောတာဘုန်းကြီးတို့တွေတော့ဒီအကန့်သုံးနဲ့ချင်းတရားကျင့်တာဘာလို့ဖို့လဲဆိုရင်
Kan koဖြစ်ဖို့ကျင့်တာမဟုတ်တရားကျင့်တယ်ကံဆိုတာဖြစ်လို့မရဘူးမနေ့ကလုပ်ရတာဒီနေ့ဘယ်လိုလုပ်ပြန်လို့ရရပါ့မလားလုပ်ပြီးသားကိုမလုပ်ရဘူးလို့ပြောလို့မရဘူးလေအဲ့တော့ကံဆိုတာလုပ်ပြီးသားဖြစ်နေပြီလုပ်ပြီးရင်ပြီးသွားပြီအဲ့တော့ပြင်ရမှာပါလဲလို့ဆိုခဏဘုန်းကြီးတို့ရဲ့စိတ်အစဉ်မှာပါဠိနဲ့အနုတ္တိယတက်ကျင်းနေတာရှိအာရဏေရဲ့လောဘဖြစ်တဲ့ဒေါသဖြစ်တဲ့မောဟဖြစ်တဲ့ဆိုတဲ့အနေထားလေးတွေရှိတယ်။အဲ့ဒီအနုတ္တိယဆိုတဲ့အနေထားဒီကိလေသာဖြစ်ပေါ်လာတဲ့အနေထားတွေအဲ့ဒီကိလေသာတွေကဘယ်ကနေပေါ်ပါလာလဲဆိုအနုတ္တိယအနေထားပေါ်ပါလာအဲ့ဒီပေါ်ပါလာတဲ့အနေထားတစ်ခုဖြတ်လိုက်တဲ့အခါပေါ်ပါလာခြင်းရှိတော့ကိလေသာဆိုတဲ့ကိုတရားကိုဖယ်ရှားတယ်ကိလေသာမရှိသည့်အတွက်ကြောင့်ကံတရားတွေအလုပ်ဖြစ်တော့ကံတရားတွေထိချုပ်နေတာဖြစ်တော့ထိချုပ်တယ်ဆိုတာကိလေသာမပါရင်ဘဝတစ်ခုကိုကျုံမပေးနိုင်ကြည့်ပြီးပြိဿလောကကြည့်ပြီးဝိညာဏလို့ဆိုတဲ့ဒိဋ္ဌိပေါ်ဖို့အတွက်အရှိမမှန်ရှိတယ်အဝိဇ္ဇာပစ္စယသင်္ခါရပစ္စယဝိညာဏလို့ဆိုတော့ဝိဇ္ဇာရှိတယ်သင်္ခါရရှိတယ်အဝိဇ္ဇာဆိုတာကိလေသာသင်္ခါရဆိုတာကံလည်းကိလေသာပေါင်းပါဝိညာဏဆိုထွက်တယ်ဟုတ်ကဲ့မျိုးစိတ်တွေတူကသူ့ညီထားရဲ့ပေါက်ပါမလားပေါက်ပါဗျာညီနဲ့ပေါင်းပြီးမှပေါက်တာအဲ့ဒါကြောင့်မို့ညီနဲ့ဆိုရတဲ့ဒီမျိုးစိတ်တွေဆိုင်းတက်တဲ့တွေကိုကုန်ဖြတ်လိုက်ညီနဲ့ဝေးအောင်ထားလိုက်ဒီမျိုးစိတ်တွေပေါက်ပါအောင်ပေါက်ပါဗျာမပေါက်တော့ဘူးဒါကြောင့်မို့လို့ကိလေသာဆိုတဲ့အကန့်ကိုဖြတ်လိုက်ကိလေသာကိုပြတ်သွားတာနဲ့ကမ္မဝုကထိချုပ်ထားပြီးသားဖြစ်သွားအရှိန်ကုန်ရဲ့နောက်ကပြန်မထုတ်နိုင်တော့နောက်ကအစ်စ်မှာတော့ဟောင်းတဲ့ထိချုပ်ပြီးသားဖြစ်သွားအဲ့တော့သူကကုန်သွားတဲ့အနေအထားမျိုးဖြစ်တာပေါ့ဒါကြောင့်မို့လို့လက်ဆက်ပြရတာကြည့်ပြီးယရဏတော့ပြည်ကြီးတဲ့အလုံးရရတဲ့ပြည်ကြီးတဲ့မှာကြည့်ခိနံပုရဏနဝနတိတံဘောယရဏဖြစ်သွားပြီဆိုတာဘာလို့လဲခိနံပုရဏကံဟောဒီကုန်သွားပြီတဲ့နဝနတိတံဘောအတိတ်ကလာတော့ဘာလို့လဲကိလေသာရှိတော့လားဟုတ်ကဲ့မှန်ပါဗျာအမှန်ပါပဲကုန်နေတာအာကုတ်သွားတယ်အားထုတ်သွားမှဆက်ဆောင်နိုင်မှုရှိတော့အဟောင်းတွေကလည်းကုန်သွားပြီအတိတ်တရားလည်းတော့အဖြစ်ပေါ်လာခြင်းမရှိဘူးဆိုလို့ရှိရင်ဒါဘောရကကြီးကမ္မဝုကိုကိလေသာကိုဖြတ်လိုက်တာနဲ့ကမ္မဝုကထိချုပ်ပြီးသားဖြစ်သွားတယ်ကမ္မဝုမရှိတော့တဲ့အတွက်ကြောင့်ဒုက္ခလို့ပြောရတဲ့ဝိပါကဝကနာတော့ကဲကိလေသာကိုဖယ်ရှားလိုက်တော့ယဟနာတွေကကမ္မဝုကိလေသာကိုဝိပါကဝဆိုတဲ့ဘုက္ခမရဲ့မှာဝိပါကဝကိုလေးတဲ့ဒီဘဝအဆုံးသတ်တဲ့ဒီလိုနေကြတယ်ကိလေသာကိုဖြတ်ထားတဲ့အဆင့်ကိုသတ်ဖို့ကလေးတွေဒါလေးပါလို့ခေါ်တာပဲနောက်ဆုံးမှာကာဝိပါကကိုဖြတ်စည်းလိုက်ပြီးဝိပါကကိုမှာအရှိန်ကုန်သွားတော့သူကသူငြိမ်းသွားတဲ့အဆင့်ကျတော့ဝိပါကတွေဒါလေးပါလို့ခေါ်တာပဲအဲ့တော့ဘုန်းကြီးတို့တွေအနုပါတိတေတာနိဗ္ဗာန်တော့သာဝပါတိတေတာဒီနိဗ္ဗာန်ဖြစ်အောင်ရောက်သွားရင်မြတ်စွာဘုရားကနေနေတဲ့သဗ္ဗဒိဋ္ဌိကအဲ့ဒီဆုံးလို့မှုဆိုတဲ့ကိလေသာတွေကိုဆုံးလို့မှုကံကိုဆုံးလို့မှုဒုက္ခကိုဆုံးလို့မှုတွေကဆိုတဲ့နိဗ္ဗာန်ကလွဲပြီးတော့ခန္ဓာအစိုးရတဲ့ကိုဖယ်ရှားနိုင်တဲ့ဒီနာမရှိဘူးလို့သူပြမှာနာနာကိုဟောပြဟုတ်ကဲ့အဲ့ဒါကြောင့်လို့ဘုန်းကြီးတို့တွေနောက်ဆုံးမှာသဗ္ဗဒိဋ္ဌိကလို့ဆိုကိလေသာတွေကိုဆုံးတာနော်ဒီကံတွေကိုဆုံးတာနောက်ဆုံးမှာအကျိုးဆက်တဲ့ဒုက္ခတွေကိုဆုံးတာအဲ့ဒီဆုံးလို့မှုရှိရနိဗ္ဗာန်ကိုမရောက်မချင်းဒီနိဗ္ဗာန်ကိုရောက်မှသာလေဘုန်းကြီးတို့တွေဆိုရင်ထိတ်ကစိတ်တွေမှာထိတ်ချုပ်ပြီးတော့နောက်ဆုံးမှာတော့ရောက်နိုင်မှာဖြစ်တယ်ပဲရှားလိုက်မှာဖြစ်တယ်မြတ်စွာဘုရားကအဲ့ဒီလိုဒီသူ့မြတ်ဗရဒကိုခေါ်လိုက်တဲ့ဒီသဘောချအပ်တယ်နောက်ဆုံးမှာစိတ်အတိုင်းတာဘုရားဟောတာတော့ဉာဏ်နဲ့ဖြစ်ဖြစ်အောင်ဟောပေးနေတယ်လို့သူကသောတာပန်အရှင်းနဲ့ပထမဆုံးနိဗ္ဗာန်လမ်းကြောင်းကိုဝင်သွားတဲ့သောတာပန်အရှင်းရောက်ရှိပြီးသွားတယ်သူရဲ့အချမ်းရတဲ့ကလေးတွေသောတာပန်အရှင်းကရောက်သွားတဲ့အခါကျခေါင်းရဲ့ရင်သိဆုံးပြီးတော့အဝိဇ္ဇိကရဲ့သွားရတဲ့ဘေးရအနေကြီးကတော့ရောက်ပြီးတော့သွားတယ်သွားတဲ့အခါသူတို့မှဆွဲရစိတ်တွေနဲ့တုံ့ပြောင်းပြီးသွားတယ်
အဲ့ဒီအနေထားမျိုးရောက်သွားပြီဖြစ်တာဘုန်းကြီးတို့တွေ့တယ်ဣန္ဒြိယသံဝရဆိုတဲ့အကျင့်တရားကိုစတင်ကျင့်သုံးပြီးတော့ဘုဇင်ခုနှစ်ပါးကိုပွားများရင်းလို့ဆိုတဲ့ဒီဓမ္မကျင့်သုံးလိုက်တာနိုင်မှအရင်သဝနေလိုက်တာလို့ဆိုတဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်မှာဖြစ်တယ်နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်မှအရင်စိတ်ရဲ့တုံ့လို့ချင်းဆိုရင်ထိတ်ခံရဲဆိုတာတွေကဒီဘုံကြောင့်ပါဖြစ်တယ်လို့ကိုယ်စီသဘောကျလို့လိုက်တာကျင့်သုံးနိုင်တာအားစိတ်ကုန်တယ်ကဲမေတ္တာပို့ရမယ်သတ္တဝါများစွာဒီယံကွာသန္တာကြပါစေသတ္တဝါများစွာဒီယံကွာသန္တာကြပါစေဣဒ္ဓာမေဇံဘုံဘာဖြံမေတ္တာပုံနေတုသင်္ကမမနောကရာတိတယေတံဘဝယံတုဒုက္ခတကမေတ္တာပုံနေတုသင်္ကမသုမောတုကမေတ္တာတဟုယောဂီပေါဝိဝေရမေနဲ့ကြောင့်ရှေယောမောဆုံးရခြင်းကြောင့်သာဝိတ္တဖြစ်မဲ့ဥဒ္ဒဘုံများစွာသတ္တဝါတို့မနောကရာတိပြည့်ပြည့်ဖြူစင်အေးချမ်းတဲ့ရေစင်ကြည်ခြင်းစေတလုံးကိုတော်ဒီအရေးအတွင်း၌ဒုက္ခပေတာစေတဝရအိယจิตာတာယာဝေနသတ္တဒုက္ခဒိဋ္ဌိတော်ကိုယ်ရာဇဝန္တိဘုံလတော်ဝတ္တရှင်မျိုးဘုံလူလည်းကြည်ယူဝဲကြုံဖွင့်ပွင့်ကြတော်ဒီရှိ၍ဒုက္ခနကလေးအောင်လေးတဲ့ရောရှိစင်ကြံပြီးဒီတော်ရတန်တော်ပဝါယံဒုက္ခမှုစွာမဲ့ကြည်ကြဲရည်ကြပါစေကုန်တည်း